ရားခင်ကိုကျေးဇူးတင်တယ်ရှင်းလင်းစွာနှုတ်ကပတ်တော်ကိုနားလည်ဖို့တန်ရှင်းသောဝိညာဉ်တော်ဘုရားဖော်ပြပါလက်တော်ရဲ့အနံ့နဲ့ယေရှုနာမ၌ဆုတောင်းပါတယ်ဖအာမင်ဟေဘရဲ10:25ကိုပြောဟေဘရဲ10:25တွေ့လားမတွေ့ဘူးဖြည်းဖြည်းရှာဟေဘရဲ10:25ဖတ်ပါလူချို့တို့ဤလိုက်ဆိုရအချင်းချင်းစည်းဝေးခြင်းအမှုကိုမရှောင်မလွဲကြနဲ့ဘာမရှောင်အောင်လဲချင်းချင်းအဲ့ဒါကိုဘာခေါ်လဲလွယ်အောင်ကြည်သူတွေဘာခေါ်လဲအဲ့ဒါဘာလဲမိတ္တရာ fellowship ဟုတ်လားမိတ္တဟာယဖွဲ့ကျွန်တော်ယုံကြည်သူကစားတဟာယပဲဖွဲ့နော်စားတဟာယအဲ့ဒါဘုရားကြောင့်ဘလောက်ရောက်ဖုံးတဟာယပဲဒါတရားချက်ပြီးသွားပြီတော့မပြီးသေးဘူးအဲ့ဖုံးရတယ်တော့ဒါပြတ်တတ်တာအဲ့ဒါဆိုကိုမနိုင်ဘူးတော့မလွယ်ဘူးအဲ့ဒါလေးဘာလို့ရလဲဆိုတော့ခါတဲ့ယတိပြည့်ကြီးညာပြီးတော့ power off တာကို power သွားဖွင့်တာတော့ဟုတ်တယ်မလားမြတ်စီကလည်းရောက်သွားတော့ပြီးတော့စာတန်နောက်ရှက်တယ်လုပ်ပြလက်မလေးတစ်ခုတည်းနဲ့အဲ့စာတန်နိုင်တဲ့ကိစ္စကိုတခါတဲ့10ချောင်းတော့မလို့အဲ့ power လေးကိုဒါလေးပြီးတော့အဲ့လက်မကိုမနိုင်တာအဲ့ဒါ touch ကိုမနိုင်တာအတုံးကြီးလည်းမဟုတ်ဘူးချက်ပဲအဲ့ဒါပြီးသားအဲ့ဒါနဲ့မိသားရလုံးနေမလွယ်ဘူးအဲ့တော့ကျွန်တော်ပြောမယ်ဒီနေ့ယုံကြည်သူကိုတယောက်နဲ့တယောက်မိသားရဖွဲ့ဖို့ဘုရားပြောလားအဲ့ဒါအရေးကြီးလားဟာ special အရေးကြီးတာသိအရေးကြီးတာအဲ့မိသားရယုံကြည်သူတယောက်နဲ့တယောက်မိသားရဘာလို့မိသားရဖွဲ့ရလဲဆိုနံပါတ်1ယုံကြည်သူတွေကအားနဲ့တက်လားအားနဲ့တခါတလေလေဝိညာဉ်ရမှာလေအားနဲ့တယ်နော်သူကအမြဲတမ်းဝိညာဉ်ရမှာတောင်းမြည်နေတာမဟုတ်ဘူးဟုတ်တယ်မလားအားနဲ့တယ်ဘလို့တင်တန်းတက်ရင်လည်းအားနဲ့နေတယ်တခါလေတင်တန်းတက်ရင်လည်းအားနဲ့တင်တဲ့လူကလည်းသင်နဲ့အားပြတ်နေဖျားကတက်ရှင်နဲ့ပြောနေအားပြတ်နေနော်လာလည်းမလာလူတွေကလည်းဟိုကောင်လည်းမနေ့ကလာမပြောခုလည်းမလာနေ့ကလည်းမလာဒုက္ခလူတွေမလာလေအားပြတ်လေစဉ်းစားကြည့်အပေါ်လည်းအားပြတ်အောက်ကလည်းအားပြတ်မိသားဖွဲ့နေကိုပြတ်နေတာအဲ့ဒါအလူမပြန်ကောက်တစ်ခါကောက်လေမပြည့်နှစ်ခါကောက်လေကြော်ညာပြီးကောက်မပြည့်အော်ကောက်မပြည့်တိမ်မွေးနူးညံ့စွာပြောပြီးကောက်မပြည့်အဲ့ဒါအားပြတ်ယုံကြည်သူနော်ယုံကြည်သူအမြဲတမ်းအားရှိနေတာမဟုတ်ဘူးအဲ့တော့ယုံကြည်သူတွေဟာတယောက်နဲ့တယောက်ဘာလုပ်ဖို့လို့လဲမိသားရဖွဲ့ဖို့လို့လေအဲ့တော့အားပြတ်တဲ့အကြောင်းပြောပြမယ်မိသားရဖွဲ့တာဘလောက်အရေးကြီးလဲဆိုမိသားရမဖွဲ့ရင်မရဘူးသူကအားပြတ်အဲ့တော့ဧတတာအခန်းကြီး3ကိုကြည့်လိုက်ဧတတာအခန်းကြီး3အပိုက်ငယ်8ကဖတ်ကြည့်ဟုတ်ပြီအခုတကယ်တော့ဒီပြဿနာပါလဲဆိုတော့ဒီယုံကြည်သူတွေကိုမယုံကြည်သူတွေကဖမ်းသွားတဲ့အထက်မှာဘယ်သူပါသွားလဲဧတတာနဲ့မော်ဒကဲပါလားပါတယ်ဧတတာနဲ့မော်ဒကဲပါသွားတယ်ယုံကြည်သူနော်သူများနိုင်ငံမှာကျွံသွားဖြစ်တော့မော်ဒကဲကအဲ့ကျွံလောက်ရင်လည်းဘာတာဝန်သွားကြလဲတကယ်ဆောင်ဘယင်လာရင်တကားဖွင့်တကားပိတ်ဟုတ်လားဧတတာကဖြစ်ကျွန်တော်သူများနိုင်ငံမှာဘာသွားဖြစ်လဲဘာလဲဘယင်မိဖုရားပြောဖို့ခက်နေဘယင်မရပြောလိုက်ဒါလည်းရှင်းတာပဲကျွန်တော်နားလည်အောင်နားထောင်လိုက်မဟုတ်လားနော်တ
တော်လူဆိုမရလည်းမပြောတဲ့မိဖုရားလည်းမပြောတဲ့ဘုရင်မိမာတဲ့ပြီးရောနော်ဆိုတော့မိဖုရားတော့ရွေးကောက်တဲ့ထဲပါသွားတာပေါ့အဲ့တော့ तू ကမိဖုရားဖြစ်သွားတယ်သူ့ဘတွေကတကဆောင်ဖြစ်တရက်ကြတော့ဒီအခန်းကြီး3အပိုက်ငယ်8ဟာမန်ဘယင်းနောက်လိုက်တဲ့ဟာမန်ဒီဘယင်းသွားပြီဆို तू ကအနောက်ကလိုက်ရတယ်တကဆောင်နေရတကားဖွင့်တကားပိတ်အလုံးကရှ िख ိုးလောက်ရတယ်လေဟိုခေတ်ကဘယင်းကိုရှ िख ိုးရတယ်ကျွန်တော်ပြောမယ်နော်ဘယင်းကိုရှ िख ိုးရင်နောက်ကလူကိုရှ िख ိုးတာလားဘယင်းကိုလားနောက်ကလူဘလို့ခံစားလဲမြောက်တော့ဗောနော်နောက်ကလူလည်းဘာဖြစ်ဖြစ်သူ့မရှ िख ိုးရင်လည်း तू ကဗမာစကားရှိတယ်အသားယူတယ်မစီမဆိုင်ဝင်ပြီးတော့မှဝမ်းတာတာလေဟုတ်လားမဟုတ်လားသူနဲ့ဘာမှမဆိုင်ဘူးမဆိုင်ရင်လဲကိုလေးမြန်လက်မှတ်ဝယ်ပတ်စံပေးစီးသွားတာတစ်ချိန်တန်တော့ရောက်သွားတာဘာဖြစ်လို့ငါတို့လေဝင်ကြီးကျုပ်နဲ့တူလာတာဝင်ကြီးကျုပ်ကအဲ့လေးမြန်တော့ဟုတ်တယ်လေသူကသူတတ်ကိုတတ်ဘာမှဆိုင်ကိုပတ်စံကိုပေးစီးပြီးတော့မဟုတ်လားလေးမြန်ပေါ်မှာဝင်ကြီးကျုပ်ပါတာနဲ့ပဲဝင်ကြီးကျုပ်နဲ့လေရင်တစည်းတဲ့ဟိုတလောကလူတက်မှုနဲ့ထောင်ကလွတ်လာတဲ့ကောင်လေလေးမြန်မှာပါတယ်ပြောပါလားအဲ့ဒါကြမပြောဘူးလူကဟုတ်လားအေးဟာမန်လေဘယင်းနာကတ်တော့ရေးလဲပြောတယ်မော်ရကေကပြက်တယ်ဘယင်းသွားတကားဖွင့်ဒါပဲလုံးဝမရှိခိုးရှ िख ိုးတော့ဘယင်းကလည်းအာယုံလည်းမဆိုင်ပါဘူးစိတ်လည်းမဝင်စားဘူးဘာလည်းမပြောသူလိုပဲနေတာဒါပေမဲ့ဟာမန်ခံစားရတယ်ဟာမန်လေတော့မရှိ ခိုးလေသူ့လောက်လာသူ့ဘယင်းအောင်သဘောတူတဲ့ကိစ္စနော်ဗမာစကားအဲ့ဒါရှိတယ်အိုးကမပူစလောကပူဘယင်းအောင်မပူ तू ကပူနေရေးတယ်အဲ့တော့မော်ဒကေကိုမှတ်တာဒီကောင်တွေးမယ်တရက်ကျတော့ဘယင်းကိုအတိုးထောင်လှုပ်ပြီးဘာလုပ်လိုက်လဲယူရမျိုးအလုံးတတ်ဖို့အမိတ်ကြီးညာယူရမျိုးတွေကိုချဖို့ဘယင်းကလည်းခေါင်းဆောင်တွေကကျန်းစာဖတ်ကြည့်နော်ခေါင်းဆောင်တွေကအောက်ကလူတွေ remote နဲ့ထိန်းတာခံတတ်တယ်အောက်ကဟိုပြောဒီပြောမပိုင်းခြားနိုင်ဘူးနော်ခေါင်းဆောင်တွေတော်တော်များများလေကျန်းစာတွေမှာကြည့်ရှောလမုန်လည်းခံလိုက်ရတယ်တွေ့လားမပိုင်းခြားနိုင်ဘူးအခုတမတကယ်ခေါင်းဆောင်ရင်ဟုတ်တယ်မလားဘာဘူးလုံးကခေါင်းဆောင်ရင်ခံလိုက်ရတယ်သူအောက်ကလူကသူ့ကိုပြောနေတာဒါဘာကိုရည်ရွယ်လဲဆိုတော့ तू သိလားမသိဘူးခံလိုက်ရတယ်ဟုတ်တယ်မလားဒါကြောင့်ခေါင်းဆောင်တွေတော်တော်များများဟိုလိမ်မာပါနဲ့ဖို့အင်မတန်အရေးကြီးတယ်ဘာသဘောနဲ့ပြောနေတာလဲဒါသိရမယ်ဆရာခရစ်စမတ်ကြရင်လေဝတ်သားရင်ကြွေးမကောင်းလားဆရာလည်းကောင်းပါတယ်တဲ့မဟုတ် तू ကဘာလို့ဝတ်သားရင်ကြွေးမကောင်းလားဘာလို့မေးတာလဲအနေနဲ့စဉ်းစားအောင်ပါတယ်နောက်တစ်ခေါက်ကျတော့ဆရာဘာဖြစ်အိမ်အဝက်ရောက်မယ်နော်အိမ်အဝက်ရောင်းကျင်တာများဝက်သားဟင်းကျွေးမကောင်းလားလို့ဖယားเจ้าမှလာပြီးတော့ဆရာနဲ့ပေါင်းပြီးဝက်သားဟင်းရောင်းကြင်ရှိတော့ तू ကအလကားဝက်သားကျွေးတာမဟုတ်သူ့ရင်ဝက်ရောင်းကျင်လို့သိလားတိတ်လေတာတိုက်ဆိုင်ခွတ်လို့ခရစ်နေမလွယ်ဘူးအဲ့တော့ခေါင်းဆောင်နေတော့တိတ်မပိုင်းခြားနိုင်ကြည့်ဒီထဲမှာကြည့်အခုပြောပြီလေဒီအမျိုးတပ်ပလိုက်ဖို့ခေါ်လည်းမသိဘူးမလိမ့်တစ်ပတ်လောက်တော့ဟုတ်ကဲ့သွားလုံးပြီးတော့ကျင်ညာရောယူရမျိုးတွေတတ်ဖို့ဘယင်းကကျင်ညာတော့ဟာမော်ဒကေကတကားဝကနေကြားတယ်တရင်ကြားရောဟာယူရမျိုးတွေတတ်ဖို့တယ်ဘာလို့လဲဆိုတော့မော်ဒကေကိုအပြောက်ရှင်းခြင်းဒါနဲ့မော်ဒကေကကြားတော့မော်ဒကေတယောက်တည်းရှင်းမှာမဟုတ်အဲ့ဒီအမိတ်ကယူရအမျိုးအလုံးရှင်းတဲ့အမိတ်ဟာအဲ့ဒါနဲ့မော်ဒကေကဒုက္ခပဲသူကလည်းဘယင်းရှိမှမတက်ရက်ပြီးစကားပြောဖို့အခွင့်ရေးမရှိဘူးမရှိတဲ့အခါကျတော့ဟိုးနန်းတော်ထဲမှာသူ့တူမရှိဘယင်းနာမှာမိဖုရားကတော့ဘာပြောဘယင်းနဲ့တော့တွေ့မယ်လေစကားတော့ပြောမှာပေါ့မဟုတ်လားမိဖုရားနဲ့တွေ့ပလတ်စတာတော့ပါဇက်ပဲကပ်ပြောမှာပဲလေအဲ့တော့သူ့တူမကလှမ်းအကြောင်းကြားလိုက်တူမစီကိုသတင်းပို့လိုက်တူမနေဘယင်းနာမှာကပ်ပြီးတော့မိဖုရားဖြစ်နေနော်အဲ့ဒါအကြောင်းရှိ
ပြောဦးလေလူချင်းလဲတွေ့လို့မရဘူးနော်လူကြုံလေးနဲ့လူကြုံနဲ့သွားတာလမ်းတော်မှာအမိတ်ထုတ်ထားတယ်မကြောက်လားယူရမျိုးတွေတတ်ဖို့ဖြတ်ဖို့ကိစ္စအဲ့ဒါငါလည်းဘရင်ရှိထွက်ပြောလို့မဖြစ်ဘူးဘရင်ကလည်းဦးကြောင်ကြားနဲ့အမိတ်ထုတ်လိုက်ပြီဟာမန်အတိုးထောင်လောက်တာသူများအတိုးထောင်လောက်တာမသိဘူးဘရင်ကအမိတ်ထုတ်လိုက်ပြီအဲ့ဒါနေအတော်ပဲနေပြောတော့အဲ့ဘရင်ကိုနေပြောမှဘရင်ကသိပြီအဲ့အမိတ်ကိုဖြတ်ပေးမှတို့အားလုံးအဆင်ပြေမှလှမ်းပြောလိုက်ဟာအဲ့ဒါနဲ့ဣသရာကြားရောဟာအဲ့ပြဿနာဘယ်လိုလုပ်ဒါနဲ့ဣသရာကလှမ်းပြီးတော့မှသူ့ရဲ့ဘားတွေကိုအကြောင်းပြန်တယ်ဘလို့အကြောင်းပြန်လဲကြည့်အဲ့ဒီအခန်းကြီး၄အငယ်7ကိုဖတ်အခန်းကြီး၄အငယ်7တွေ့လားကဖတ်သက်ချမ်းသာရမည်ကြောင့်ရွှေရလန်တန်ကိုကမ်းတော်မမူလင်အမှန်သေးရမည်ကြောင့်အမိန့်တော်ရှိသည်ကိုရှင်ဘုရင်၏ကျွန်တော်မျိုးများနှင့်နိုင်ငံတော်ပြည်သူပြည်သားအပေါင်းတို့သည်သိရ၏ဟုတ်ပြီကဲပြောပြီဝင်ပြောဘုရင်ကိုဒါနဲ့ဣသရာဘာပြောလဲဘာတွေဘုရင်ရှိသွားရင်ကိုယ်အလဲကြမှာကိုသွားရတာနန်းတော်တစ်ခုလုံးမိဖုရားရှင့်တူမကျမတယောက်တည်းမဟုတ်ဘူးအဲ့ဒီမှာရှင့်တူမတော့သွားမရှာနဲ့တော့ဒါနားလက်လွယ်အောင်ပြောတာကျမတယောက်တည်းမဟုတ်ဘူးသူ့မှာမိန်းမတွေအများကြီးကျမတယောက်တည်းဆိုအချိန်မြေဝင်လိုက်ထွက်လိုက်မဟုတ်လားကိုကျမတယောက်တည်းမဟုတ်ဘူးအများကြီးသူကမိန်းမတွေကကိုအလှဲ့ကြမှာကိုကထွက်ရတာကျမအလှဲ့ရဝေးလို့သေးတယ်ကျမအလှဲ့ရောက်ရင်ကျမထွက်ပြောမယ်ကြောင်းကြလိုက်အလှဲ့မရောက်ပဲထွက်သွားရင်ဘုရင်ကကြည့်လိုက်ကဲဒီကလေးမဘာပြောကြလဲမသိပါစိတ်ကနူးညွတ်ရင်စိတ်ထိတွေ့ရင်ဘုရင်ကသူ့ရဲ့ရာဇလန်တံကိုကမ်းလိုက်မှမိဖုရားလုပ်တဲ့လူကအဲ့ရာဇလန်တံကိုပုတ်လိုက်ရပုတ်ပြီးစကားပြောခွင့်ရှိဘုရင်ကကြည့်ပြီးတော်တော်ရှာရှိတယ်သူ့လက်လည်းမဟုတ်ထွက်လာအလိုလိုက်လို့မဖြစ်ဘူးသူ့အလိုလိုက်ရင်နောက်ကျန်တဲ့မိန်းမလည်းတယောက်ပြီးတယောက်ထွက်လာလိမ့်မယ်နော်ရာဇလန်တံဘာဖြစ်လဲမကမ်းရင်ဘယင်လဲသွားရောကျန်တဲ့လူတွေအကုန်လုံးအမတ်တရားအဲ့မိန်းကလေးကိုခေါ်သွားပြီးမှတခါလဲတပ်ပလိုက်ပေါ့တပ်ပလိုက်တာသေတံလွယ်တဲ့ကိစ္စတော့မဟုတ်ဘူးနော်ဒါဟဲ့စဉ်းစားကြည့်သေသွားမှာစိတ်ညစ်နေတဲ့အချိန်သေတံကြရင်လည်းမစိုးဘူးခံနိုင်တယ်ကိုယ်လည်းသေကျင်တာနဲ့အတော်ပဲအခုကမိဖုရားလေမှန်ကန်နေရမဟုတ်လားမိဖုရားဟဲ့စဉ်းစားကြည့်အလုပ်တကြီးကျပင်မပြီးလုပ်နေတဲ့နေရာမဟုတ်မိဖုရားလေအဲ့လိုနေရာနေသေတံကြသွားမယ်ဆိုရင်ဘယ်လိုခံစားမလဲလှပါပြီးကြော့ပြီးနေရတဲ့နေရာဟုတ်တယ်မလားတခါတည်းအဲ့နေရာနေသေတံကြဘယ်လိုလုပ်မလဲဆိုတော့ဘာတွေကျမအလှည့်မရောက်သေးဘူးထွက်သွားရင်ခဏနေသေတံနဲ့တိုးနေဘယ်နဲ့လို့ဟာအဲ့ဒီချိန်မှာသူ့ရဲ့ဘာတွေကသူ့အားပေးတာဘယ်လိုအားပေးလဲကြည့်အပိုက်ငယ်14ကိုဖတ်အပိုက်ငယ်14အဲ့ဒီအခန်းကြီး14ကိုဖတ်ယခုကာလသင်သည်တိတ်ဆိတ်စွာနေလျင်သင်နှင့်သင်၏အဆွေမျိုးပျက်စီး၍ယူဒအမျိုးသက်ရှင်ခြင်းကယ်တင်ခြင်းတစ်စုံတစ်ခုပေါ်လိမ့်မည်ယခုအမှုကိုစောင့်ဖို့ရာသင်သည်မိဖုရားအရာရသည်ဟုထင်စရာရှိသည်မဟုတ်လောဟုဧသရာဟာပြန်ပြော၏ဧသရာတူမနေကိုဘုရားသခင်ကဒီနေရာပေးတာလေဘာမှတ်နေလေကြော့လေးနဲ့မိဖုရားလုပ်ပြီးဟလားတပည့်တပန်းနဲ့နှက်နေဖို့မစင်စားနဲ့နေကိုဖယားသခင်ကဟိုးတိုင်းပြည်ကနေဒီမှာလာပို့ပြီးမှဒီနေရာမှာရွေးတဲ့ထက်သွားပါပြီးမှဘရင်နာမှာမိဖုရားပြန်ဖြစ်ဘာလို့ဖို့နေကိုဒီနေရာဖယားပေးလဲ
တရက်တစ်ချိန်မှဒီလိုပြဿနာပေါ်လာရင်ဘယင်အနာမှာမာမမက်ရက်ပြီးတော့စကားပြောဖို့နင့်ကိုပေးထားတာအဲ့အတွက်နင့်ကိုမိဖုရားလောက်ခိုင်းတာဖုရားကနေပါလျှောက်စဉ်းစားနေလေဒီချိန်ကျရင်ဒီပြဿနာဖြစ်မယ်ဖုရားသိတယ်အဲ့ကျရင်နင်ရက်ဖို့လိုလို့ဖုရားနင့်ကိုအဲ့နေရာပေးတာတခါတည်းငါပြောလိုက်မယ်နော်ဖုရားနင့်ကိုအဲ့အတွက်ထားတာနော်ဒါမဲ့နင်အဲ့အတွက်ဖုရားနင့်ကိုထားပြီးမှနင်မနေရင်မရက်တည်ရင်ဟေးယူရမျိုးဆိုတာဖုရားမျိုးအကုန်မျိုးပြုတ်လို့မရဘူးဖုရားကယ်လိုက်မယ်တနည်းနည်းနဲ့ကယ်မယ်နေနဲ့ကယ်မယ်ဟဲ့နေရမှမရက်ရင်ဖုရားတနည်းနည်းနဲ့ကယ်မယ်ဒါပဲဖုရားမှာနီလန်အများကြီးရှိတယ်ဒါဂိတ်ဆုံးမဟုတ်ဘူးဒါပေမဲ့တစ်ခါတည်းပြောလိုက်မယ်ဖုရားကတနည်းနည်းနဲ့ကယ်မယ်ဒါမဲ့ဣသရာနေတော့သိမယ်မှတ်ဘာလို့လဲနေရရက်မှမရက်တည်တာဒါကြောင့်နေပြက်စီးမယ်ဖုရားပြောရောဘာတွေပြောရောဒါဆိုစဉ်းစားအခုချိန်မှာဣသရာကပြက်လားချီတုံချတုံလားကဲပြောပြက်ရဲလားချီတုံချတုံလားသူချီတုံချတုံဖြစ်နေတာစကားကိုကြားဘူးလားသူချီတုံချတုံဖြစ်နေတာနဲ့ပတ်သက်ပြီးပြောတဲ့စကားကိုကြားဘူးလားစဉ်းစားကြည့်လေကြားလားသူချီတုံချတုံဖြစ်နေတဲ့အဓိပ္ပာယ်တွေ့ရလားတွေ့ရတာဗောဘာတွေးကျမလည်းမရောက်သေးဘူးဓမ္မသေတံကြသွားမယ်ဘာမှတ်နေလေရာဇလန်တမကိုင်းသေတံအဓိပ္ပာယ်သူထွက်ရလားအဲ့စကားကိုနားထောင်ကြည့် तू မထွက်ရဘူးဒါနဲ့ဒီဘက်ကဘာတွေသူ့ကိုဘာပြန်လုပ်ရလဲအားပေးရတာပြန်အားပေးရတာဒါဆိုယုံကြည်သူဟာအားနဲ့တက်လားချီတုံချတုံဖြစ်လားဇဝေဇဝါဖြစ်လားဖြစ်တယ်နော်ယုံကြည်သူကသွားမလုံးနဲ့အမြဲတမ်းရဲတောက်မတင်နဲ့လူငွေတဲ့ကနေချီတုံချတော့တရားရ50 20 ငါကြည့်တယ်ကိုလုံးထားတာဘယ်သူမှမတွေ့အကျိုးထောင်းနေတာရှိသမျှစွန်၍ဘယ်လောက်ထည့်သွားလဲစားတော့15ချက်ဖို့အငယ်မစားတော့အိမ်မှာဘာမှမရှိဘူးစားအိမ်ကျမဗိုက်စားတယ်မပြောနဲ့ကြားလာရောက်တာနဲ့အိတ်ဖို့တာပြင်းတခါတည်းထည့်သွားအမေအဲ့လောက်မကုန်မစားနှစ်ကြောင်ငါသိတယ်ကားပေါ်မှာကုန်သွားမှနေဘိုက်ကတိုက်ဆိုင်ရင်ခွန့်လို့ဥပမာပြောတာဘယ်သူပကံမစံတို့လိုက်ကြည့်တာမဟုတ်ယုံကြည်သူတွေဘယ်ကဏ္ဍမှာဖြစ်ချီတုံချတုံရှိလားဇွေစွာရှိလားရှိတယ်ဝိညာဉ်ရေးမှာလဲဇွေစွာဖြစ်လားဖြစ်တယ်နော်ဖြစ်တယ်ခရစ်တော်ယုံပြီယေရှုယုံပြီနေတကယ်ယုံလားယုံတယ်သိကြနော်သိကြတယ်အိမ်ကမောင်းတော့ရောဘာလဲတကယ်နော်ငါယုံနေနေငါယုံတာရှောက်မပြောနဲ့ငါတို့အဖေကြားရင်မလွယ်ဘူးယုံရင်ပြက်ပဲမပြောနဲ့ငါတို့ဖေကနေတို့ဖေနဲ့တူတာမဟုတ်မောင်းချိုင်ပမာသွားနေအေးစိတ်ထဲရပဲယုံရှောက်မပြောနဲ့အဖေမောင်းချိုင်ခတ်မယ်အဲ့လိုအားပေးမလားဘလို့အားပေးမလဲအားမလေးလာလုံးနေနဲ့ငါလေနင့်လို့ဓာတ်တွေမရှိဘူးနော်ပမာငွေ200နဲ့အိမ်ပေါ်ဆင်းလာတာနေရာမှာအိမ်ကဆင်းသွားလက်ကောက်တွေနဲ့ဟုတ်တယ်မလားခြေထောက်မှာလည်းဂွင်းနေနေပါရင်ဒါချင်းနေမကောင်းအသီးတွေတစ်ခုဖြုတ်ရောင်းစားရမင်း4 လလောက်အသာလေးဆွဲလို့ရတယ်ချင်းနေမကောင်းတကွင်းဖြုတ်လိုက်နောက်မကောင်းဓာတ်ဖြုတ်လိုက်ကောင်းစားလို့ရတယ်ငါ200နဲ့ဆင်းလာတာပြတ်တယ်ကွာယုံနေအခုသွားမယ်ဘယ်လဲဖះကြောင့်ဘာနှစ်ချစ်ခံမယ်သွားမယ်လားရေလက်တတိတွေရှိသွားတာသူကြောက်နေလားပရမကြောက်လားဘာလို့ရလဲအားပေးရတယ်နော်အမပေးဘယ်လိုလုပ်လူအားရှိမလဲဟုတ်လား
ခရစ်တော်လက်ခံရက်ယေရှုယုံလားအရင်တော့မတက်ကြတဲ့လူအလုံးထိုင်မလို့ချင်းအခုမှယုံနေလူလားထွက်ခဲ့ရှစ်တော့တယောက်မှမျက်စိမိတ်စရာမလို့အခုမှယုံနေလူထွက်ခဲ့အခုမှယုံထွက်ခဲ့ထွက်ဘူးနော်လူတွေကမျက်စိမိတ်ထားတော့ထွက်ရတယ်အလုံးမျက်စိဖွင့်တော့ခိုင်းငါထွက်သွားကငါအိမ်မရောက်ခင်အိမ်ကလူတွေကသိကုန်မှာအနောက်ကလူတွေလက်အားဆော့တာနဲ့ Facebook ဓာတ်ပုံရိုက် Facebook တင်တာနဲ့အိမ်ရောက်တာနဲ့အထောက်ပြင်ပဲစိတ်ထဲပဲယုံတော့မယ်စိတ်ထဲပဲယုံတော့ယုံလားသူတကယ်ထွက်ရလားဝန်ခံရလားအားနေလားအားနေတယ်ဣတတခရိယံလို့ခေါ်တယ်အားနေတယ်ချက်ချင်းတော့ဘယ်လုံးမလဲလွယ်ဦးနော်ဝိညာဉ်ရေးဟာသဘောတော့ပေါက်ပြီရှင်းတော့ရှင်းပြီဒါပေမဲ့ချက်ချင်းတော့ရမလားပဲရမလဲမရဘူးအဲ့တော့သူ့ဘာလို့ရလဲအားပေးရတယ်ဘလို့ငါတို့ခရစ်တော်ယုံခဲ့လဲဒါပေမဲ့ဖျားနဲ့ပတ်သက်ရင်ဘလို့ပြက်ရက်ခဲ့လဲအဲ့ဒီပုံမှာဖျားကဘလို့မဆတယ်ဖျားဘက်ပြက်ရက်တဲ့ပုံမှာဖျားခင်ဘလို့ဂျေစုပြုတယ်တကယ်ခရစ်တော်ကငါတို့ချစ်တဲ့ကမှာဘလို့ပြက်သားရက်လဲပုံရှုပ်ကွက်ရှုပ်ကြောင်းတစ်ကြောင်းမှာအခန်းတကမ်းမှာဟာလားကားလိုက်မှာသွားသိတာမဟုတ်ဘူးလူသိရှင်ကြားကရာနီဂုံးမှာဘုရားကြီးလှမ်းမြင်ရတယ်အဝတ်စားဗလာနဲ့သိတာအဲ့လောက်ချစ်တဲ့ဘုရားနေဒီလူအုပ်ကိုရှက်မနေနဲ့ခရစ်တော်ကဒီထက်များတဲ့လူအုပ်အလယ်မှာသိတာသူ့ကိုထောက်ခံတဲ့လူတယောက်မှမရှိတဲ့ကြားထဲမှာသိတာအခုနေခရစ်တော်လက်ခံထောက်ခံတဲ့လူအနားမှာရှိတယ်နားတော့ဟုတ်တယ်ခရစ်တော်တော့ငါ့ကိုချစ်တဲ့ခါမှမရှက်ဘူးငါ့ကိုကယ်တဲ့ခါခရစ်တော်မရှက်ဘူးငါကယ်တာမဟုတ်ငါအကယ်ခံတာသူတော့မရှက်တာငါအတွက်ငါဘာအတွက်ရှက်ရမှာရှက်ရောက်တော့ရှုဒါခရစ်တော်လက်ခံအမဲမျက်ရည်မြက်ခွအိမ်လဲပြောင်းမောင်းထုတ်ခံဒါပေမဲ့ရှေ့ရောက်လာတယ်တခါတည်းရောက်တာလားအားပေးတာလားအားပေးစကားကြားလားမိသားရလို့လားဘယ်မိသားရမရှိပဲရမလဲယုံကြည်သူမိသားရဆိုအဲ့ဒါအရေးကြီးတယ်ခမရအမြဲတမ်းအားရှိနေမှာမဟုတ်ဘူးဟုတ်လားမဟုတ်လားအေးငါတို့ကိုယ်ရတော့မယ်လေမြားကိုယ်ကောင်းတယ်ကိုယ်အဲ့လိုပြောရမှာလားမကွဲနဲ့ပြောရမှာလားမကွဲနဲ့ဘယ်ကွဲရမကွဲရဘူးသူကတစ်ချိန်လုံးတောက်နေတာနေရတယ်နေယောက်ျားလို့မဟုတ်ဘူးငါယောက်ျားတောက်တာနေယောက်ျားတဲ့ဆိုးတယ်နေယောက်ျားတောက်တယ်အဲ့ဒီယုံအော်တယ်နေယောက်ျားတောက်တယ်တောက်တာလာစာပြုတ်တာမပြောနဲ့မထုတ်ခင်ကြော်ပြီးတော့မှအကျွဲယူပြီးတောက်တယ်နေယောက်ျားမှအိမ်နေပါပြီးသေးတယ်နေယောက်ျားတောက်တာရှဲရက်ဆက်ဆူတောင်းဒူးထောက်ဘုရားခင်ရှေ့မှာအခုမှ तू ပြောင်းလဲတာငါတင်တာနေယောက်ျားအလောက်လိမ္မာတာအများကြီးဆူတောင်းထားတော့အခုမှကောင်းသွားတာနေတို့ဒီမျိုးပြောင်းနေချိန်မှာငါယောက်ျားပြောင်းလဲတဲ့ချိန်နဲ့ကွက်တိကြတာလာကြည့်မလေးလာပြမယ်တွေ့လားဘီရိုလေးဓမ္မကြည့်ဖွင့်ကြည့် TV မရှိဘူး तू ဖြော်ပလိုက်တာအရေးကောင်းပြီတဲလုံး तू ဖြော်ပလိုက်တာအခုမှ तू လိမ်မာသွားတာဒါကြောင့်နေကိုပြောနေတာနေယောက်ျားအတွက်ကွဲဖို့မစင်စားနဲ့ဖယားကိုဆူတောင်းဖယားခင်တတ်နိုင်တယ်โอเคခွာရတယ်ပြန်သွားမကွဲတော့ယုံကြည်သူလေအားနဲ့လားဆုံးဖြတ်ချက်တွေမှားလားမှားတယ်သူတိုက်တွန်းနှိုးဆော်တဲ့လူလိုလားလိုတာပေါ့မိသားရဟုတ်လားမဟုတ်လားအဲ့ဒီမိသားရအရေးကြီးတယ်ဓမ္မဧတတအားနဲ့တယ်နော်ချီတုံချတုံပဲတကယ်ဆို तू ရဲရမှာလေ तू ကရက်ဖို့နေသာသေတံအကြောင်းပြောနေတာရာဇလန်တမကိုင်းသေမာတဲ့သေမဲ့အကြောင်းပြောနေတယ်ဦးလေးကအားပေးလိုက်တဲ့ခါကျတော့ဦးလေးရက်မယ်တဲ့စူတောင်းပေးငါတို့လည်းအထဲမှာတောင်းမယ်ထွက်မယ်သေရှင်းထွက်မယ်အဲ့ကြောင့်မှစူတောင်းတာထွက်ချသွားတော့အဲ့ဒီမြင်ကွင်းကိုခင်ဗျားစဉ်းစားကြည့်တာအဲ့ရာဇလန်တန်လေကံမကံအရေးကြီးတယ်နော်ဘယ်ဘာနဲ့တူလဲအောင်စင်းကြီးတယ်လို့ပဲကိုယ်နာမည်ကြော်သွားမှအရင်ကြောက်အဲ့ချိန်မလွယ်ဘူးဘယင်ဝင်ချလာတွေ့
ဘယင်းတွေဘာတွေမသိငါအဲ့လှမ်းမဲကြည့်အရာစလန်တန်ပဲအရေးကြီးတယ်ရာစလန်တန်လည်းကောင်းအရမ်းပြောတာဟုတ်လားဒါကြောင့်ဒီနေ့ဒီမှာရှိတဲ့မိဘညီကိုမောင်နှမများဒီလိုအားပေးတတ်တဲ့သူနဲ့အားနေတဲ့သူကအမြဲတမ်းရှိနေရမလဲမိသားဟာမိသားဟာမရှိရင်သူ့ဘယ်လိုလုပ်အားပေးမလဲဒါကြောင့်ယုံကြည်သူတွေတယောက်နဲ့တယောက်ဘာဖြစ်ဖို့လို့လဲမိသားဟာလောက်ရမယ်အဲ့ဒါတာဝန်ရစနေ9 နာရီနေဘယ်နှစ်နာရီအဲ့လိုမဟုတ်ဘူးအမြဲမိသားဟာဘာဖြစ်နေရမလဲရှိနေရမှာဟုတ်လားမဟုတ်လားတယောက်မိသားဟာဖွဲ့နေရမှာအဲ့ဒါပြီးနောက်တစ်ယောက်ကြည့်မယ်ဓမ္မရာဆိုရင်ကြည့်မယ်နော်ပထမဆုံးအခန်းကြီး25 125ကိုဖတ်မယ်တောက်လျှောက်ဖတ်တော့မနော်ကိုတစ်ပိုက်ဖတ်မယ်ပြီးရင်73ဖတ်မယ်73ဖတ်ဓမ္မရာဆိုရင်ပထမဆုံးတွေ့လားတွေ့ပြီနော်ကဲတွေ့ရင်ဝမ်းသာတယ်တချို့ကတွေ့ကြမှာတွေ့မှာလေကျန်းစာအုပ်ကြည့်လိုက်ရင်2 ထပ်တွေဖြစ်ဟုတ်တယ်မလားနေလျာစားထားတဲ့ဟာနဲ့ကြည့်လိုက်2 ထပ်25လားဟာလား25ပေါ်မှာ9 2 ထပ်ဖြစ်နေကဲဖတ်အငယ်ကိုရပြီအခုဒါဝိတ်ကသူ့တပည့်တွေတောထဲမှာတိုးကြောင်တော့တရားနားထောင်ကြည့်နော်သူ့တပည့်တွေတောထဲမှာတိုးကြောင်တော့နာဗလာဆိုတဲ့တထေးတယောက်ကလည်းတောထဲမှာတိုးတွေရှိတယ်ဒါဝိတ်တိုးကြောင်တော့ဒါဝိတ်တိုးနဲ့ဒါဝိတ်တပည့်တွေကြောင်တော့အဲ့တောထဲမှာနာဗလာကလည်းတိုးတွေမွေးထားတော့နာဗလာတိုးတွေလည်းတောထဲမှာရှိအဲ့တော့ဒါဝိတ်ကတပည့်တွေကနာဗလာရဲ့တိုးတွေကိုပါကြည့်ရှုပေးတယ်တယောက်နဲ့တယောက်လေသူ့တို့ငါတို့ကြည့်ပေးတာပေါ့ကြည့်ပေးတော့အခုမြို့ထဲသွားမယ်တဲ့ဒါဝိတ်တပည့်တွေကမြို့ထဲသွားမယ်ဆိုတော့ဒါဝိတ်ကပြောတယ်နေတို့မြို့ထဲသွားရင်မြို့ထဲမှာနာဗလာရှိတယ်တဲ့ဘယ်နာဗလာလဲတောထဲမှာနေတို့သူ့တို့အကြောင်းပေးတယ်လေအဲ့နာဗလာရှိတယ်နေတို့မြို့သွားရင်နာဗလာအိမ်မှာဝင်ပြီးတော့ရေလေးပါလေးတောင်းတောက်လို့ရတယ်ကိုညီရတာပေါ့အဲ့ဒါနာဗလာအိမ်နဲ့ဝင်လိုက်ရေလေးပါလေးတောင်းတောက်မိသားဖွဲ့မုတ်လေးပါလေးစားပေါ့ချင်းဆိုတော့အတော်ပဲတထေးနာဗလာဒါနဲ့ဒါဝိဒ်တပည့်တွေကမြို့သွားတော့နာဗလာရောက်ကောနာဗလာဒါလူစိမ့်နေပဲရလေကျွန်တော်တို့ဒါဝိဒ်တပည့်တော်ထဲမှာတိုးကြောင်းတဲ့ဒါဝိဒ်ရဲ့တပည့်ခမည်းတိုးတွေတောင်မှကျွန်တော်တို့ကြည့်ပေးသေးတယ်ဒါနဲ့တခါတဲ့နာဗလာလေဘယ်ဒါဝိဒ်လဲမသိဘူးဘယ်ဒါဝိဒ်ဘယ်တိုးကြောင်းတာဘာမသိဘူးသွားမောင်းထုတ်ပလိုက်ဟာအဆက်ကိုကွဲအောင်အဲ့လေဘာလေးညာလေးများရမလားဆိုမောင်းထုတ်ပလိုက်နာဗလာဘာဒါဝိဒ်လဲမသိဘူးတဲ့ဘယ်အတိုးလဲသွားဟာကြီးလေခံစားရတာလေအဆက်ကွဲပြီးပြန်လာဒါဝိဒ်စီရောက်ဘလို့လဲစင်ပြေလာနာဗလာစင်ပြေလာမပြောနဲ့မှာအဆက်ကွဲပြီးပြန်လာမောင်းထုတ်ပလိုက်တယ်ဘာဒါဝိဒ်လဲပြောတယ်ဟာဒါဝိဒ်ကလည်းအဆက်ကွဲအဲ့လိုပြောလားငါ့ကိုသူ့တိုးတွေငါတို့ဂယူးဆိုင်ပေးတာလေအော်မအဲ့လိုပြောတယ်နော်တေးကြလားတေးကြတယ်โอเคသွားမယ်အားလုံးဓားကိုင်မရဘူးဒီကောင်တော်မရိုင်းနဲ့ကဲဖတ်73ဒါကကဲအားလုံးဓားကိုင်သွားမယ်နာဗလာစီអော်လိုက်တယ်နာဗလာအမျိုးထဲမှာယောက်ျားတယောက်မှမကြံစေနဲ့အဓိပ္ပာယ်ကဘာလဲမျိုးဖြုတ်မယ်ပြောတာယောက်ျားတယောက်မှမကြံစေနဲ့အကုန်သက်အဓိပ္ပာယ်ကမျိုးဖြုတ်ပလိုက်ဓားကိုင်ခြိတက်တာဟာအဲ့ဒါနဲ့နာဗလာတပည့်တွေသတရင်ကြားရောဟာ
နာဗလအမျိုးထဲမှာယောက်ျားတယောက်မှမကြံတတ်မယ်ဆိုတော့တရင်ကြတော့နာဗလမိန်းမစီတရင်မြန်မြန်ပို့ဆီယမရေနာဗလမိန်းမငါတို့တခင်လောက်တာနဲ့ဟိုမှာဒါဝိဒ်တို့ဓာတ်မိထွက်လာပြီသေဖို့သာပြေဟိုမှာဓာတ်ကြိုက်ပြီးလာပြီစစ်သားအင်အားတွေနဲ့ဘယ်လိုလုပ်မလဲသူတပည့်တွေနဲ့ဟာအဲ့ဒါနဲ့နာဗလမိန်းမကြောက်ရောအကြိုက်လာတယ်ဆိုတော့တတ်တော့မှာချက်ချင်းထမင်းဟင်းချက်ဟင်းနေပါလေချက်လက်ဆောင်နေပါလေလို့မြဲပေါ်တင်းဘယ်လန်းလာလဲဟိုလန်းလာတယ်အေးအဲ့လန်းကိုမြင်မြန်သွားခါတဲ့မြဲပေါ်မှာလက်ဆောင်တွေတင်းပြီးစားစရာတွေတင်းဟင်းချက်ပြီးတော့အဲ့လန်းကိုသွားဆောက်ဒါဝိဒ်ရောက်လာရောမြဲနဲ့ချမှာနော်မေးမယ်အဲ့ဒီအချိန်မှာဒါဝိဒ်ဝိညာဉ်ရေးအချင်းနေဘလို့လဲပြောတက်နေလားကြနေလားဟမ်ဒါဝိဒ်ဝိညာဉ်ရေးတိုးတက်ကြဆင်းလားဟုတ်လားရေးလိုက်မယ်နော်ဟမ်ပြင်းမလားဆရာဘလို့ထင်လဲကျွန်တော်ဆရာနဲ့တူပဲအော်နေပြီဟိုမှာဆရာကြီးကဓာတ်ကြိုက်ကုန်းရှင်းပြမှာဒီလောက်သူ့တိုးလဲကြီးပေးရသေးတယ်အခုငါ့ကိုမသိဘူးလေဘာလေးနဲ့ဟောက်ပြီးတော့ပြန်လွတ်လိုက်တော့ဟာဓာတ်ကြိုက်ပြီးတော့နာဗလမိန်းမပြရခတ်ပြီလေအကုန်တတ်တော့မယ်ဆိုတော့စားစရာတောက်စရာနဲ့လမ်းမှာသွားဆောင်နာဗလမိန်းမနာမည်ပါလဲအဘိဂဲလာချောလားဟာရုပ်ချောတယ်ကျမ်းစာမှာရေးတာအစင်းလာတယ်နာဗလမိန်းမနာဗလနာမည်အဓိပ္ပာယ်ဟာနာဗလဆိုတာဘာလဲလူမိုက်ဗလာနဲ့တွဲထားလို့ကြန့်ခိုင်လို့မထင်နဲ့လူမိုက်နာဗလဆိုတဲ့နာမည်ရဲ့အဓိပ္ပာယ်လူမိုက်ခရစ်ယာန်နေအဲ့နာမည်တယောက်မှမမဲမိုက်တာတော့မိုက်တယ်နော်နာဗလနာမည်မပေးဘူးလူမိုက်သူအဓိပ္ပာယ်ကဒါနဲ့မှသွားလဲသွားပြီးရောအဲ့ရှေ့ရောက်တဲ့အခါမှာနာဗလမိန်းမအဘိဂဲလာဒါဝိဒ်ကိုဘယ်လိုစကားပြောလဲကြည့်25 26ကိုဖတ်ကိုတော်ဤကျွန်မစကားကိုနားညောင်းတော်မူပါထိုအဓမ္မလူနာဗလကိုကျမသခင်မှတ်တော်မမူပါနဲ့သူဤအမိသည်သူဤသဘောနှင့်ညီညွတ်ပါ၏သူဤအမိကနာဗလသူဤသဘောကမိုက်ခြင်းဖြစ်သည်သခင်စေလွတ်တော်မူသောလူလင်တို့ကိုတော်ကျွန်မသည်မမြင်ရပါယခုမှကျမသခင်ကိုတော်သည်လူအသက်ကိုတတ်ခြင်းကမသွားမိအကြောင်းကိုလက်နှင့်ကိုအမှုကိုစောင့်၍အပြစ်ဒဏ်မပေးမိအကြောင်းထာဝရဘုရားစီးတားတော်မူသည်ဖြစ်၍ထာဝရဘုရားအသက်တော်ကိုတော်အသက်လည်းရှင်တော်မူသည့်အတိုင်းအကျိုးတော်ကိုဖျက်ဆီးလိုသောကိုတော်ယံသူတို့ဤနာဗလကဲ့သို့ဖြစ်ကြပါစေသောကိုတော်ယံသူတို့သည်နာဗလကဲ့သို့ဖြစ်ကြပါစေသောကိုတော်လက်နဲ့အပြစ်သွားမလုံးမိစေနဲ့သူကသူဖျားသခင်ကတယောက်လွတ်ပြီးတတ်ချင်တန်နီးနီးနဲ့နာဗလသိလိမ့်မယ်ကျမယောက်ျားကိုတော်ကဗိတ်သိက်ခံထားတဲ့လူလေဖျားဗိတ်သိက်ပေးထားတဲ့လူမိုက်ကိုတွားတတ်တဲ့လူမလုံနဲ့နာမည်ပြတ်တယ်ဘာလို့ဒီလိုလူမိုက်မျိုးတွားပြီးတော့တတ်မလဲသူ့စရိတ်နဲ့သူတွားပါစေကိုတော်ကဖျားသခင်လူလေဖျားဗိတ်သိက်ပေးထားတဲ့လူလေဒီလိုအပြစ်လုံးမဲ့ကိုရောလက်ကိုထာဝရဘုရားစီးတော်မူပါစေဘယ်သူစကားမှန်လဲဒါဝိဒ်အလုံးနဲ့အဘိဂဲလအလုံးဘယ်သူအလုံးမှန်လဲဘယ်သူမှန်လဲအဘိဂဲလမှန်တယ်ဒါဝိဒ်မမှန်ဘူးကြည့်လိုက်အဘိဂဲလဟုတ်လားအဘိဂဲလမှန်တယ်နော်ဒါဆိုအဘိဂဲလဝိညာဉ်ရေးတိုးတက်ကြဆင်းဘာလဲတိုးတက်တယ်အဘိဂဲလတိုးတက်နေတာဒါဝိဒ်ကမြင်နေလာတာအဘိဂဲလဒါဝိဒ်ကိုမြင်လာချက်ချင်းဆင်းသွားတာအောက်ကနေတောင်းပန်တာဝိညာဉ်ရေးကတက်နေပေမဲ့လူကအောက်မှာဆင်းပြီးတောင်းပန်တာနော်အောက်မှာထိုင်နေလို့နှိမ့်တယ်မထင်နဲ့ဝိညာဉ်ရေးက
အောက်နဲ့ state စင်ကိုဝိညာဉ်ရေးနဲ့မနှိုင်းနဲ့နော်အပေါ်မှာရောက်ပြီးဝိညာဉ်ရေးအောက်ကျရင်ကျနေတာအောက်မှာထိုင်ပြီးဝိညာဉ်ရေးအပေါ်ရောက်ရင်ရောက်နေတာအဲ့ဒါနဲ့ပဲအောက်မှာထိုင်တဲ့လူအားလုံးအပေါ်ရောက်တယ်လို့လည်းမထင်နဲ့ခွန်အားရဆွရပြီးတော့အောက်ခုမှပဲခွန်အားရတော့တခါတည်းနော်အိမ်ပြန်လာနဲ့အဝတ်တော်မလျှော်တော့ယောက်ျားနေပဲလျှော်တော့ငါ့ကိုဆရာပြောတယ်မြင့်နေတယ်အပေါ်ကနေတောင်းမှန်တာလားအောက်ဆင်းသွားလားအခန်းကြီး25မှာအဘိဂေလအောက်ဆင်းသွားတာဒါဝိဒ်ကအပေါ်ကနေမဆင်းဘူးအမှန်ကန်ပဲလုံးဝမဆင်းဘူးလူကအပေါ်မှာဝိညာဉ်ရအောက်ကျနေဒါဆိုဘုရားသခင်ဗိသိက်ထားတဲ့လူတွေကြာစင်တက်လားကြာစင်တက်လားဟာရေလေကြာစင်တက်တာကြာစင်တယ်ဘုရားဗိသိက်ထားတဲ့လူလေကြာစင်ပြီဝိညာဉ်ရစဉ်းစားကြည့်ဓာတ်ကြိုင်နဲ့သွားဆော်မယ်ဘလို့မလူမိုက်ရဲ့မရဝိညာဉ်ရတက်လို့ဒါကြောင့်တက်ချင်လူမိုက်ယူလို့ပြောတာမဟုတ်ဘူးဟိုမလေးလူမိုက်လေသူမိမဝိညာဉ်ရပါလဲတက်နေတာဒါဝိဒ်ကိုပြန်ဆုံးမနေတာဘုရားသခင်လူဒုစရိုက်မလုံးမိစေနဲ့အဲ့လက်ကဗိသိက်ရထားတဲ့လူလေဘာလို့သွားပြရဲ့ပြစ်ကိုလုံးမလဲအဲ့နာဗလာအပြစ်ဘုရားခင်သွားသူဆက်ပါစေခမရလက်နဲ့အပြစ်မလုံးမိစေနဲ့အဘိဂေလစကားမှန်လားတဘောစကားမှန်တယ်တဘောအမှုရအောင်အကုန်မှန်တာနော်စကားမှန်ပြီးသဘောမှားတာမဟုတ်သဘောလဲမှန်တယ်စကားလဲအပြုတ်မှုရောမှန်တယ်နော်အောက်ကိုဆင်းသွားတာတချို့ကစကားမှန်ရင်ခတ်မှမှာပဲနော်မင်းလှုပ်ချင်လှုပ်လေဖျားတော့မကြိုက်ဘူးလှုပ်ရင်သေဖို့သာပြင်ထားပဲဖြစ်လည်းမဝူဝါမလှုပ်နဲ့နော်ကိုဖြစ်ကိုခံပဲစကားတော့မှန်တယ်အမူအရာတော့ခက်ကြမ်းကြမ်းဟိုကနောင်တရကျင်တာအဲ့အမူအရာကြောင့်လှုပ်မယ်ဟဲ့ဘာဖြစ်လဲပြီးငါခိုင်းခတ်မယ်တဲ့ဒါပဲပြီးရောအဲ့လိုမို့၃ချက်အဘိဂေလလေမရေးပြတော့ဘူးနော်ဘာမှန်လဲစကားနောက်တစ်ခုတဘောစကားမှန်ပြောပြီးပြီခဏတည်းပြောပြီးသားပြပဲပြော15ခုဖြစ်တော့မယ်အဲ့ဒါနဲ့3ခုပဲဒီစကားမှန်တဘောအမူအရာမှန်ဟုတ်လားသူရဲ့အမူအရာကိုကြည့်လိုက်အပေါ်နေအောက်ဆင်းသွားတာမဟုတ်လား3ခုနော်စကားမှန်တဘောမှန်အမူအရာမှန်အေးဒါနဲ့ဒါဝိဒ်ကသူနဲ့စကားပြောဒါဝိဒ်ခွန်ရလားရတယ်ဗိသိက်ရထားတဲ့လူလေလူမိုက်မိန်းမနဲ့တွေ့မှပြောင်းလဲဗိသိက်ရတဲ့လူလေလူမိုက်မယားနဲ့မှသွားပြောင်းလဲတာကြည့်လိုက်အဲ့အခန်းကြီး25ကိုကြည့်32 33ကိုဖတ်32 33ဖတ်ကြည့်33အဲ့ဒီမှာလိုက်ရှာလိုက်ထူးခြားတာပါရှိလေ30နဲ့33မှာထူးခြားတဲ့စကားလုံးပါတွေ့ရလေဘာလဲမင်္ဂလာရှိစေသည်မင်္ဂလာရှိစေသည်မင်္ဂလာဘယ်နှခုလဲဟမ်တို့3ခုဘယ်နှခုလဲကဲအဲ့3ခုပဲရွေးပြောအဲ့မင်္ဂလာရှိတယ်ဆိုတဲ့စကား3ခုပဲအဲ့3ခုပဲရွေးပြောအစားဆုံးမဖက်နဲ့3ခုပဲရွေးပြောကဲနံပါတ်1တင်းကိုစေလွတ်တဲ့ဖရားပါလေတင်းကိုစေလွတ်တဲ့ဖရားမင်္ဂလာရှိစေနောက်တစ်ခုတင်ပေးတဲ့အကြံမင်္ဂလာရှိစေနံပါတ်3အေးငါအပြစ်မလုပ်မိဖို့စီးတားလိုက်တဲ့တင်လဲအဲ့ဒီမှာတင်ဆိုတာ3လုံးပါတယ်တင်ဆိုတာ3လုံးတင်ကိုစေလွတ်တဲ့ဖရားမင်္ဂလာရှိစေတင်ပေးတဲ့အကြံမင်္ဂလာရှိစေ
နောက်ဆုံးတစ်ခုကတင်းကိုစေလွတ်တဲ့ဖရာမင်္ဂလာရှိစေသုံးခုနော်တင်ပေးတဲ့အကြံတင်းကိုစေလွတ်တဲ့ဖရာနောက်ဆုံးတစ်ခုကဘာလဲငါကသူများကိုအပြစ်ဒဏ်ပေးမလို့အပြစ်ဒဏ်မပေးဖို့စီးတားတဲ့သင်မင်္ဂလာရှိစေဟုတ်လားမင်္ဂလာ၃မျိုးတင်းကိုစေလွတ်တဲ့ဖရာမင်္ဂလာရှိစေသင်ပေးတဲ့အကြံငါအပြစ်မလုံးမိဖို့တားတဲ့သင်ကြည့်အဘိဂဲလလေဖရာဘိတ်သိက်ရတဲ့လူကသူ့ပြန်ပြောသွားတယ်မင်္ဂလာရှိပါစေဒါပဲဒါဆိုရင်သူတို့နှစ်ယောက်မိသားရဖွဲ့လားအကျိုးရှိလားကြာနေတာရဲဘော်ကြီးကြာနေပြီဝိညာဉ်ကြီးဟုတ်လားရဲဘော်ကြီးဒါဝိကြာနေပြီမှာအဘိဂဲလနဲ့တွေ့မှပြန်မှတ်သွားတာဒါကြောင့်ဓမ္မရှိတဲ့မိဘညီကိုမောင်တို့မှာခမရအမှုတော်ဆောင်ဆိုရင်လေဒီတိုင်းမနေနဲ့မိသားရလို့ယုံကြည်သူဆိုလဲဒီတိုင်းမနေနဲ့မိသားရလို့တယောက်နဲ့တယောက်မိသားရဖွဲ့မို့ကြပြီးမြေကြီးထဲဝင်သွားလိမ့်မယ်စေတဲ့ကြဟုတ်တယ်မလားလူကကြစင်တက်လားမိသားဖွဲ့လိုက်မှဘာဖြစ်သွားလဲအားရှိသွားတာဖယားနဲ့ပြန်တက်သွားတာအဲ့ဒါဒီတိုင်းကဘယ်ရမလဲလူကရိုင်းနေတာဝိညာဉ်ကြီးဟာဒါကြောင့်ယုံကြည်သူတွေမိသားရဖွဲ့ဆိုတော့ဖျဲเจ้าလာဖို့လိုလားလိုတာဖို့ဖျဲเจ้าမလားဘယ်လိုသွားဖွဲ့မလဲတဏှာတိုင်အိမ်မှာတွေ့ဖို့လိုလားတဆိုင်မှာတွေ့ဖို့လိုလားလိုတာပေါ့တွေ့စကားပြောအလုတ်ပတ်စံပြန်ကြီးအလုတ်ပတ်စံပြန်ဘယ်လောက်ရှိအလုတ်အဲ့ဒါပဲမိသားမဖွဲ့တော့တဖေးဘာဖြစ်သွားမလဲကြာဆင်းသွားမှာပေါ့ဒါကြောင့်မလို့ဓမ္မမော်ဒကယ်ဧသရာနဲ့ပြန်ပြီးတော့တက်မှတ်အားပေးရတယ်ဟုတ်လားဒါဝိအဘိဂေလနဲ့ပြန်ယူရဖြစ်လဲအားပေးရတယ်ဒါကြောင့်ယုံကြည်သူတွေတယောက်နဲ့တယောက်မိသားရရှိဖို့အင်မတန်အရေးကြီးတယ်ဧဇရကိုကြည့်အောင်ဧဇရအခန်းကြီး3ဧဇရမှတ်စာဧဇရ3အပိုင်ငယ်8ကိုလိုက်ဆိုနှိုးဆော်စိတ်တော်ငါလေဝိသားတို့ကိုခန့်ထားတော်မူ၏နှိုးဆော်စိတ်တော်ငါလေဝိသားတို့ကိုခန့်ထားတော်မူ၏နှိုးဆော်ခြင်းဆိုတာလိုလားလူကဒီတိုင်းဆိုအားနေတယ်ဗိမာန်တော်စောက်ဖို့တဲ့နှိုးဆော်တတ်တဲ့လူတတ်ခန့်ရတယ်လေဝိသားထဲမှာနှိုးဆော်တတ်တဲ့လူလေဝိသားတွေကိုနှိုးဆော်ဖို့လေဝိသားတွေကိုခန့်ထားတယ်တခုဆိုနှိုးဆော်တဲ့လူလိုလားလိုတယ်ကဲသင်္นานသွားမယ်သင်္นานရှိတယ်မနှိုးဆော်လို့ကတော့လုံးဝမလာဘူးနေဘယ်လမ်းသွားမှလဲလာတော့လာမယ်ဟဲ့ငါလောလောဆယ်တော့မပြောနိုင်သေးဘူးဟဲ့နေရလဲအဲ့လိုမလုပ်ပါနဲ့ငါ့ကိုဝင်ခေါ်ငါကားမရှိဘူးဟိုနေ့ကပဲနေတော့ကားရှိတာလေဟုတ်တယ်ဟဲ့ငါ့ကိုကြာယူသွားလို့ तू ကလည်းအလုတ်ကမအားတော့နေငါ့ကိုဝင်ကြိုးငါတော့မသွားဘူးလို့ပြောမလို့နေလောက်တာနဲ့ပဲနှိုးဆိုရတယ်မလာသေးဘူးလားတင်နေပြီးတော့မယ်နေလောက်တာနဲ့လာပြီဘာမှလဲ on the way အဲ့ရတယ်ခမရောက်ပြောတာမို့တိုက်ဆိုင်ခွန့်လို့ on the way အဲ့ရတယ်နှိုးဆိုရလားကျမ်းစာထဲမှာနှိုးဆော်တဲ့သူလိုလားအဲ့နှိုးဆော်တဲ့လူနဲ့မိသားဖွဲ့ရတယ်အဲ့ကြမှာ तू ကနှိုးဆော်တော့ကွာရောက်လာတာပေါ့မဟုတ်လားဒါကြောင့်မို့ဒီနေ့ဓမ္မရှိတဲ့မိဘညီကိုမောင်နှမတွေတကယ်ဘဝအသက်တာထဲမှာမိသားဟာရကအရေးကြီးတယ်စာလံကျမ်းမှာတစ်ချက်ကြည့်မယ်89:15စာလံ89အပိုက်ငယ်15ကိုကြည့်တွေ့လားကဖတ်အိုးထာဝရဘုရားလိုက်စို့နှိုးဆော်ခြင်းအတန်ကိုနားလေသောလူမျိုးသည်မင်္ဂလာရှိပါ၏ဘယ်လိုလူမင်္ဂလာရှိလဲ
နှိုးဆော်တဲ့အတန်ကိုမိတ္တဟာယကိုသဘောပေါက်သွားရင်မင်္ဂလာရှိတယ်မိတ္တဟာယမှာဘာအတန်ကြားလဲတယောက်တယောက်မိတ္တဟာယရှိရင်ဘာအတန်ကြားလဲအေးနှိုးဆော်တဲ့အတန်မဟုတ်လားအေးအဲ့လိုတယောက်တယောက်နှိုးဆော်တော့အဲ့ဒါကိုနားထောင်အဲ့ဒါကိုကြားရင်သူ့ရဲ့အသက်တာပြောင်းလဲနိုင်လားပြောင်းလဲနိုင်လားအေးဒါကြောင့် fellowship အင်မတန်အရေးကြီးတယ်ကဲအခုအဆုံးသတ်မယ်လုံးဝ fellowship မလုပ်ရမယ့်လူလည်းရှိတယ်ကျမ်းစာမှာလေလုံး fellowship မလုပ်ရမယ့်လူမျိုးရှိတယ်ဘယ်လိုလူလဲအဲ့လိုလူတော့သွားမလုံးနဲ့သွားလို့ကိုယ်ပါဒုက္ခရောက်သွားနှစ်သက်3:17-14ကိုဖတ်နှစ်သက်3:17နဲ့14နှစ်ပိုက်ကြည့်လိုက်အဲ့လိုလူမျိုးတော့ fellowship မလုပ်ရဘူးတဲ့ချမ်းစာတွေ့လားနှစ်သက်3:17နဲ့14က17ဖတ်မတရားစွာပြု၍အဘယ်အလုပ်ကိုများမလုပ်ပဲကိုနှင့်မဆိုင်သောအမှု၌ယောနောသောသူအချို့တို့သည်တင်တို့၌ရှိကြောင်းကိုငါတို့ကြားရကြ၏ထိုသို့သောသူတို့သည်ငြိမ်ဝတ်စွာလှုပ်ဆောင်၍ကိုယ်အစာကိုစားရမည်ကြောင်းငါတို့သခင်ယေရှုခရစ်အားဖြင့်ငါတို့သည်ပြည့်ညက်ထား၍တိုက်တွန်းသွေးဆောင်ကြ၏ကျင်းတော့အခုဒီဥစ္စာကဘာလဲဆိုမတရားလို့ဘလောက်ပြောမရဘူးမတရားလို့ကိုနဲ့မဆိုင်တဲ့ကိစ္စဝင်ရှုပ်ခမည်းအိမ်မှာပါ तू ရှုပ်လာလိမ့်မယ်ကြည့်14ကိုကြော်ဖတ်လိုက်ဤစာ၌ငါတို့ရေးထားသောပြည့်ညက်စကားကိုတစုံတစ်ယောက်သောသူသည်နားမထောင်ပဲနေလျင်ထိုသူကိုမှတ်ကြလော့ရှက်ကြောက်စေခြင်းကအပေါင်းဖော်ဘလောက်ပြောဘလောက်ပြောမရအောင်အလုတ်ကမလုတ်ပြင်းရပြင်းမတရားတာလို့မဆိုင်တဲ့ကိစ္စဝင်ရှာရှေကိုလိုမဟုတ်ဘဲနဲ့ကိုကဏ္ဍမဟုတ်ဘဲနဲ့ဝင်ပြောဝင်ရှာရှေအဲ့ဒါမျိုးမလုံးနဲ့လို့ပြောလဲနားမထောင်အဲ့တော့ကျမ်းစာပြောတယ်ဒါမျိုးလူနဲ့အပေါင်းဖော်ဘာလို့လဲသိလားအဲ့ဒါကူးဆက်ယောဂနောက်အဲ့လိုလူတွေများလာလိမ့်မယ်အထဲမှာအဲ့လိုလူကိုအပြင်လူလို့ပဲသဘောထားလိုက်အဲ့ဒါမျိုးလူကိုပေါင်းဖော်မလို့ပြင်းတာကူးဆက်ယောဂမှတ်ထားပြင်းတယ်နော်ခဏလေးကိုဘေးရလို့ရပြင်းเสียကောင်းပြင်းเสียကြီးနော်နုကြအာကစားသမားလေးပြင်းเสียကြီးပြောတဲ့လူနဲ့ပေါင်းနဲ့သူပါပြင်းသွားအဲ့ဒါကူးဆက်တယ်ဒါကြောင့်ဒါဝိဒ်ကလေအာမလက်ကိုတွားချတဲ့အခါမှာလူ600နဲ့တွားတာ200ဘာလို့လဲသိလားပြင်းတယ်မလိုက်ဘူးဘေးတော်ချောင်းမှာနေခဲ့မယ်တဲ့ဒါဝိဒ်ဘာပြောလဲနေခဲ့တဲ့ထားခဲ့တယ်မခေါ်ဘူးစစ်သွားတိုက်တာ600နဲ့တွားတယ်200ပြင်းတယ်တဲ့မလိုက်ဘူးမလိုက်တော့နေခဲ့တဲ့400နဲ့ပြန်သွားတယ်လူ200လုံးထားပခဲ့တာဘာကြောင့်လဲတဲ့ဘာလို့အဲ့လိုလုပ်လဲတဲ့ဒါဝိဒ်ကကျမ်းစာထဲမှာဖျားအရင်တည်းကမှာပြီးသားရှေ့တန်းသွားမယ်ဆိုရင်ねပြင်းတဲ့လူကိုမခေါ်နဲ့ဘာကြောင့်ဆိုပြင်းတဲ့လူကစထွက်ရင်ပြင်းတဲ့လူနည်းနည်းပါရင်တကယ်ရှေ့တန်းရောက်ရင်ပြင်းတဲ့လူအများကြီးဖြစ်သွားတယ်တလန်းလုံးကူးသွားတာအဲ့ယောကကူးသွားတာအဲ့တော့ဒီနေ့ဝိညာဉ်ရေးရမှာဘလို့ပြောမရတဲ့သူဒါမျိုးလူနဲ့မိတ္တဟာယဖွဲ့ရင်ကိုပါမဖြစ်သွားမလဲသူ့လိုပဲငါပြင်းဖြစ်သွားလိမ့်အဲ့လိုဖြစ်သွားမယ်မတရားသောသူမတရားတဲ့လူနဲ့မိတ္တဟာယဖွဲ့ရင်ကိုပါမတရားတဲ့လူဖြစ်သွားတစ်ချိန်လုံးဝေဖန်တဲ့လူရှင်နော်ဟိုဝေဖန်ဒီဝေဖန်အဲ့ဝေဖန်တဲ့လူကအားပေးဝင်ငါတိုက်တွန်းပြန်တိုက်တွန်းမဟုတ်တော့ဝေဖန်ပြန်တိုက်တွန်းမလုံးနဲ့ပြန်မကြောက်ကိုပြောလို့မရရင်နောက်ဘာဖြစ်သွားမလဲဝေဖန်တဲ့ထဲမှာကိုပါသွားရောကြာရင်လေသူပါဝေဖန်တက်သွားတာဝေဖန်တက်သွားရောဟိုဟာတွေဝေဖန်ဒါတွေဝေဖန်ရှုံချကဲရဲ့ပြစ်တင်ကူးသွားရောဒါကြောင့်မလို့မိတ္တဟာယဖွဲ့ရင်အဲ့လိုလူမျိုးဘာမလုပ်ရဘူးလဲမဖွဲ့ရဘူးရှောင်းထို့သောသူတို့ကိုအပေါင်းဖော်မလုပ်နဲ့အဲ့ကြမှာသူတို့ဘယ်သူမှယုံကြည်သူတွေမပေါင်းသူတို့ဘာဖြစ်သွားမလဲရှက်ကြောက်သွားမယ်ရှက်ပြီးမှပြောင်းလဲမယ်မှတ်တာဒီလိုလူမျိုးဟာဝေငှပြီးပြောင်းလဲမယ်အမျိုးထဲမှာမပါဘူးရှက်ပြီးပြောင်းလဲမယ်မျိုးထဲမှာပါတယ်
ဝေငှပြီးပြောင်းလဲတဲ့အမျိုးအစားတစ်မျိုးအဆက်ကွဲမှပြောင်းလဲတာတစ်မျိုးဖျားသိတယ်ဒါကြောင့်ဒါမျိုးလူဆိုရင်အပေါင်းဖော်အဲ့ဒါခမည်းအပေါင်းဖော်မလုပ်တာကသူ့အတွက်စိုးဖို့လားကောင်းဖို့လားကောင်းဖို့ရှက်ပြီးပြောင်းလဲမယ်အဲ့ဒါနောက်ဘယ်တော့မှသူမလုပ်ရတော့ဟုတ်လားနောက်တစ်မျိုးပြောမယ်တစ်တီ6 3နဲ့5ကိုဖတ်တစ်တီ6 3နဲ့5 3ကနေ5ပေါ့တွေ့လားကဖတ်ခြားနာသောဩဝါဒကိုသင်ပေး၍ငါတို့သခင်ယေရှုခရစ်စကားတည်းဟူသောစင်ကြယ်သောစကားကို၎င်းဖျားဝင့်၌မွေးလျော်ခြင်းနှင့်ညီဖြစ်သောဩဝါဒကို၎င်းဝန်မခံသောသူမိသည်ကမာနနှင့်ရစ်မှု၍အလင်းနာမလဲပဲပု္ပ္ပာအမေးကိုဆွေးနွေး၍စကားကြောင့်သာညှင်းခုန်သောအဖြစ်စိတ်ပေါ်သောသူဖြစ်၏ထိုတို့ပြုလျင်ညူစုခြင်းရန်တွေ့ခြင်းသူအသေးကိုရှုံချခြင်းမနာလိုသောကြံစီခြင်းစိတ်နှလုံးယိုယွင်း၍တမန်တရားနှင့်ကင်းသောသူတို့၏အချီးနှီးဆွေးနွေးခြင်းဖြစ်တတ်၏ဖျားဝင့်၌မွေးလျော်ခြင်းသည်အကျိုးစီးပွားဖြစ်သည်ဟုသူတို့ထင်ကြ၏ထိုတို့သောသူတို့ကိုရှောင်လော့ထိုတို့သောသူတို့ကိုရှောင်လော့အဲ့လိုလူတွေကရှောင်ရမယ်လူတွေမိတ္တဟာယမဖွဲ့ရမိသူများတစ်ချိန်လုံးကျမ်းစာကမပြောထားတဲ့မေးခွန်းတွေထိုင်ထိုင်ဆွေးနွေးကျမ်းစာမှာအဲ့မေးခွန်းကိုမရှိသူကောင်းထဲမှာအဲ့မေးခွန်းအပြည့်ကျမ်းစာဖြေပြီးသားဟာသူမစင်စားအောင်အမတန်ချွန်ထက်တဲ့အဖျားရဲ့ထိတ်ကောင်းကင်တမန်ဘယ်နှပါနားနိုင်လေနင့်အမျိုးထဲမှာကောင်းကင်တမန်ရှိလားဟမ်အဲ့ဒီအဖျားကောင်းကင်တမန်စူးမှာနင့်စိတ်ပူနေလားနင့်အလုပ်လားအဲ့ဒါကိုသူမေးအမတန်ချွန်ထက်တဲ့အဖျားပေါ်မှာကောင်းကင်တမန်ဘယ်နှပါနားနိုင်လေအပူဆရာတွေကမဖြေနိုင်သူဘာဖြစ်သွားလဲကြည်နဲ့အဖြေမရှိတဲ့မေးခွန်းတွေကိုမေးပြီးမှဘယ်သူမှမဖြေတော့စိတ်ပေါ်တော့သူမာနနဲ့ရစ်မှု၍တွေ့လိုက်ငါမေးသူတို့မဖြေနိုင်ချစ်အဲ့ဒါအချင်းနီးဩဝါဒဘယ်သူအတွက်မှအကျိုးလဲမရှိဘူးယေရှုကားတိုင်းပေါ်ရောက်တော့အရက်ဘယ်နှပေလေနင့်အလုပ်လားနင့်ကိုကယ်ရင်တော်ပြီမဟုတ်လားဟမ်မဟုတ်ပါဘူးတဲ့ငါနဲ့အရက်တူလားမတူလားချီယောယေရှုကားတိုင်းပေါ်မှာတော့ကီလိုဘယ်လောက်ရှိတယ်ဘယ်နှပေါင်ဟာအဲ့ဒါသူ့အလုပ်လားဘယ်ပေါင်ချိန်ဆက်နဲ့တိုင်းအဲ့တော့ဟာတဲ့မြဲလေးစီးသွားတာတဲ့အဲ့ဒီမြဲလေးကဘယ်နှပေါင်ထက်ကျော်ရင်မထမ်းနိုင်ဘူးတဲ့အဲ့မြဲကိုစီးတဲ့အတွက် तू ကအဲ့ပေါင်ချိန်ထက်မကျော်ဘူးဆိုတာတတ်သေးတယ်။အော်အဲ့ဒါ तू အရေးကြီးလားဘယ်နှပေါင်လဲဆိုတာအဲ့ဒါတကယ်သင်တာကျမ်းစာကြောင်းနေမှာတကယ်လေ့လာနေပြီစဉ်းစားကြည့်ကျမ်းစာမှာမပါတဲ့ဟာတွေဘာလို့လဲလေ့လာဆွေးနွေးအဲ့တုံးပြလဲနှစ်ချမ်းကိုမဖြစ်နိုင်ကျူတော့ဖြစ်လိမ့်မယ်အင်္ဂလိပ်စာတစ်လုံးကြံခဲ့လို့တဲ့ကျမ်းစာကြောင်းမှာသင်တာဟိုမှာပင်လဲနှစ်ချမ်းကွဲပေါ့ဘာကျူတော့လဲကြည့်ကျမ်းစာကြောင်းမှာအဲ့ဒါပေတရုရေပေါ်မှာလမ်းလျှောက်မဖြစ်နိုင်ဘူးတဲ့အဲ့ဒီနေရာမှာတောင်နဲ့ထွန်းနေလိမ့်မယ်အဝေးကကြည့်ရေလို့ထင်ရတယ်ယေရှုကသိတယ်တောင်ထွန်းတာဒါကြောင့်ရှောက်ခဲ့လို့ပြောလိုက်တာရှောက်ရင်းနဲ့ तू ကတောင်ထွန်းတဲ့နေရာကြော်သွားလို့နစ်တာတဲ့ကြည့်မိုက်မဲပြီးပညာကင်းတဲ့ပု္ပ္ပာမေခွန်းကြည့်အောင်ကျွန်တော်အိန္ဒိယရောက်တယ်ကျွန်တော်အမျိုးကမေးတယ်ကျွန်တော်အမျိုးတွေကခရိယာန်မမဟုတ်တာကျွန်တော်အမေရဲ့အမျိုး12ယောက်အမေကအနည်းဆို73ယောက်12ယောက်စလုံးအိန္ဒိယမှာဗမာပြည်မှာသူတယောက်ပဲရှိအဲ့ဒါသွားရောသူတို့ပဲကြိုက်မလဲကျွန်တော်ခရိယာန်ဆိုတော့ခရိယာန်သူတို့မကြိုက်ကျွန်တော်မေး
ဒီမျိုးကဘယ်နိုင်ငံလဲတဲ့သူနေတဲ့မျိုးဘယ်နိုင်ငံလဲအိန္ဒိယဘယ်တိုက်ထဲမှာပါလဲအာရှတိုက်ဥရောပတိုက်တောင်အမေရိကမြောက်အမေရိကအဲ့လိုဘယ်တိုက်ထဲမှာအဲ့ဒီတိုက်ဒီတိုက်တွေအားလုံးကဘယ်ထဲမှာလဲကဘာဒါဆိုဒီကဘာဘယ်သူဖန်ဆင်းဖျားဘယ်သူပြန်ဖန်ဆင်းအဲ့ဒါနဲ့သူ့မိကုန်းကိုကျွန်တော်ပြန်မေးရောအဲ့ဒါမဖြေခင်နေ့လည်းငါမေးမယ်ပြန်မေးတော့ तू မဖြေနိုင်တော့နင်းအဖေ40ရဲ့နာမည်ပြောလို့အဝေးမပြော40ပဲနာမည်ပြောစိတ်ဆိုးလာမင်းအုံနောက်တေးသေးလေးလေရင်မြန်စီးတယ်လေမြန်ကိုလူလောက်တဲ့လေမြန်ဘာဖြစ်လို့အပေါ်တက်နိုင်လဲပြောလူကကြပဲကြမှာဘာလို့တက်နိုင်လဲတွိုင်းနဲ့ဘာလို့အပေါ်တက်လဲပြောစဉ်းစားဒီတက်လေကားလေအပေါ်ကနေကျိုးလွတ်လိုက်ဘူးဆိုကြဒါမှန်တယ်လေခလုံးနှိပ်တယ်နဲ့အပေါ်ဘလို့တက်လဲတကယ်ဆိုကြပဲကြမှာပစ္စည်းဆိုတာအပေါ်သူဘလို့တက်လဲပြောဒါလူပဲလောက်တာနော်ဖျားမလို့လူလောက်တာကိုလူအုံနောက်နဲ့စဉ်းစားခိုင်းတာပြောစိတ်ဆိုးလာခုမှမဖြစ်နိုင်ဘယ်ဖြစ်နိုင်မလဲဘယ်လိုလုပ်သိမလဲနင်အောက်တော့တေးသေးလေးနင်အားလုံးနားလေအောင်ဘုရားသခင်ရှင်းပြရဲ့နင်ယူသွားမှာပေါ့နင်တို့နေတိုင်းနွားနို့တောက်နွားလဲမွေးနင်နွားမြက်စားတယ်ဟိုမှာအစိမ်းအောင်နို့ညစ်တော့အဖြီအောင်ထွက်ဘယ်နေရာမှာပြောင်းလဲပြောစားတာအစိမ်းအောင်ထွက်သွားတာဖြူရောက်ဘယ်နေရာမှာချိန်လဲပြောနွားเจ้าတော့မသိဘူးဖယားเจ้าနင်ဘယ်လိုလောက်မလဲနင်အုံတော့စဉ်းစားစိတ်ဆိုးလာအဲ့အပေါက်ချင်းလေးပြန်တဲ့အပေါက်ကမဖယ်ပေးဘူးပိတ်ပြီးတော့မတ်တက်ရက်ထားတယ်ဘေးမှာလဲသူတို့အမျိုးတွေတော်ရတော့ကျွန်တော်နောက်နေ့ဆိုပြန်ပြီဗမာပြည်ပြန်ပြီနောက်နေ့ဒီနေ့တော့အဆုံးသတ်တော့မလားမသိပါအိန္ဒိယလည်းသိတဲ့အတိုင်းဘာမှလူတန်ဖိုးသိပ်ထားတဲ့နိုင်ငံမဟုတ်ရော်ကြီးနေတဲ့နိုင်ငံရော်ကြီးလိုချင်လို့ပြောတာမဟုတ်တန်ဖိုးမထားဘူးလူတွေဘာတွေတတ်တာဖြတ်တာတော့အပေါက်ပိတ်ထားတာဘုရားသခင်မကယ်တော့သွားပြီသူတို့ရဲ့ညံနဲ့သူတို့အုံနောက်နဲ့ကတော့ငါတို့လူဘာတန်ဖိုးထားတာမဟုတ်ကျွန်တော်ကလည်းဖြေပလိုက်ပြီသူတို့လည်းရှက်ကွဲသွားပြီအဲ့တော့အခုဒုက္ခပဲဟိုမှာလမ်းမဖယ်ဘူးပြတ်မဲငါဟိုမှာထမင်းတော့စားတော့နေပါဦးနဲ့ဆွေးနေဦးမယ်တဲ့ပိတ်တော့လမ်းဟဲ့ဒုက္ခပဲဘုရားသခင်မကယ်တော့ဖြစ်တော့ငါတော့သွားဖြေလိုက်တော့ငါမသိဘူးပြောလိုက်ပြီးရောငါလမ်းပိတ်ထားပြီကိုယ်ပိတ်တာအမေလည်းမသိဘူးလေအမေကဟိုအမျိုးအိမ်မှာဒါကနောက်အမျိုးမလွယ်ဘူးအမျိုးဆိုလဲသွားမလုံးနဲ့တွဲတယ်ဒုက္ခပဲဆူတောင်းရတယ်သူတို့လူများလာပြီဝါနဲ့အဲ့ဒီချိန်မှာလာခေါ်တဲ့လူကရောက်လာတာလူကြီးတယောက်ကဟိုမှာတမင်းစားမယ်တဲ့စောင့်နေတာဘာလို့လဲအလောက်ကြတာတဲ့လာတဲ့မြင်လာတော့မှတမင်းတော့စားရမယ်ဟိုမှာသူများစောင့်နေပြီဟိုအိမ်ကအဲ့လူကြီးကိုသူတို့အားလုံးကနည်းနည်းလေးစားလို့တကယ်တော့အဲ့လူကြီးလည်းဒီစကားကြားရင် तू လည်းတွေ့တဲ့အထက်ပါမှာဒါမဲ့ तू ကမသိဘူးလေ तू ကလာခေါ်တော့ဘာဖြစ်နေမှမသိဘူးကလမ်းဖယ်ပြီးတော့ तू နဲ့တွားလိုက်မော်တော်ဆိုင်ကယ်နဲ့ပါတော့အိမ်ရောက်တော့အဲ့ထမင်းစားသူတို့အမျိုးကြီးမှာစားပြီးမှမနှက်ပြန်မှာဒါမဲ့စဉ်းစားတယ်ဒီညတွင်ချင်းပြန်ရင်ကောင်းမလားဘာလို့လဲဆိုဒီကောင်တွေကစိတ်မချဘူးညလာပြီးအိမ်ရှိမှမတက်ရက်ပြီးတောင်းညပဲနဲ့လို့စိုးတဲ့နေရာမှာနေကြတာသူတို့ကတိတ်ပြီးတန်ဖိုးထားတဲ့နေရာမဟုတ်လူအဲ့ဒါကြောင့်စဉ်းစားတယ်ညတွင်ချင်းကားငှားပြီးတော့သူတို့မသိအောင်ငါတို့အမေကိုခေါ်ပြီးလိမ့်ကောင်းမလားနယူးဒေလီမှာသွားအိတ်နောက်နေ့လေရင်စီစဉ်းစားဘယ်လိုလုပ်လစ်မယ်ဆိုလဲအမေကိုပြောရမှာပြောရင်အမေကြောက်သွားရင်ဒုက္ခမပြောပြန်တော့ဒီညငါတို့ဘယ်လိုအိမ်မလဲဒီကောင်ကြီးကစိတ်မချစဉ်းစားရင်းနဲ့ပဲနောက်ဆုံးတော့ယုံကြည်သူကျွန်တော်တူမလေးတယောက်ပါတယ်သူလည်းယုံကြည်သူနဲ့တိုင်ပြီးတော့သူကလည်းပြန်ကောင်းမယ်တဲ့လွယ်ဦးတဲ့နောက်ဆုံးတော့စဉ်းစားရင်းနဲ့ပဲမူးချုပ်တော့ကဲအိတ်လိုက်တော့အိတ်မပြောဘူးတညလုံးအတန်ပဲနားထောင်နေတာမိုးလင်းတာနဲ့ချက်ချင်းလက်တာကားခေါ်ပြီးတော့လက်တော့လင်းတာနဲ့လက်အဲ့ဒီအိမ်ကိုတစ်ချက်ဝင်ပြီးတော့မှ
နှုတ်ဆက်ရမယ်တဲ့သူတို့မှားထားတယ်အမေကကျွန်တော်မဝင်ကျင်တော့ဘူးအမေကမဝင်ရမယ်တဲ့တစ်ချက်နှုတ်ဆက်ရမယ်အမျိုးတွေတဲ့မဝင်ကျင်ဘူးဖျက်ခဲ့တာမော်တော်ကားသွားတော့သူတို့အိမ်ဝင်ဖို့ဟိုဘက်ပြန်ကွေးရအများကြီးပဲစောင့်နေတာတွဲမှာမော်တော်ပီကလုံးဝပေးမဝင်ဘူးလမ်းရမ်းကျက်တယ်နောက်ကားတွေအကုန်ကျက်တယ်ကွေးလို့မရဘူးတော့တောက်လျှောက်သွားတယ်အတော်ပဲကျွန်တော်မောင်းခါသွားတော့တော်နေဘိုက်ပဲပြီးသွားပြီတောက်လျှောက်လစ်လာဆိုမိုက်မဲပြီးပညာကင်းတဲ့မိကွန်းတွေကိုတွားဖြည့်ရင်ရံဖြစ်တတ်တယ်အန္တရာယ်ရှိဖယားမဖြည့်တတ်တာမဟုတ်ဖြည့်တတ်တယ်သင်ကိုလည်းဖြည့်တက်အောင်လုပ်ပြီးလို့ရတယ်ဒါပေမဲ့အဲ့လိုမျိုးသင်ကိုမလုပ်ပေးဘူးဟိုလူစိုးတခိုးတွေလူရိုင်းနေတွေ့ပလိုက်မှာဘာသိတာမဟုတ်သူတို့ကလူတန်ဖိုးတွေပါလေသိတာမဟုတ်ဘူးနော်ဒါကြောင့်ကျမ်းစာပြောတယ်မိုက်မဲပြီးပညာကင်းတဲ့ပု္ပ္ပာရဲ့မေခွန်းဖြည့်တဲ့သူတွေကိုဘာလို့ရမလဲရှောင်းပါဖျားခင်ရလေကောင်းကောင်းတည်ကြရအပင်တီးကိုစားမယ်ဆိုတာမသိဘူးလားသိရတဲ့နဲ့ဘလို့ဖန်ဆင်းလဲသူပဲအဲ့ဒါကြည့်မေခွန်းအဲ့ဒါငါတို့မေးစရာလားစဉ်းစားကြည့်အမေမဟုတ်ဘူး200တော်ပြီနင်းကိုပေးတရားလုံးပဲသွားစားချောင်းဆိုးမယ်မပေးနိုင်ဘာလို့မွေးလဲနေဖေဦးသွားမေးအဖေဦးသွားမေးအဖေကကံပလိုက်မှာမမေးရအဲ့ဒါပဲလူကလေမိုက်မဲပြီးပညာကင်းတဲ့မိကွန်းနေရှိလားရှိတယ်အဲ့တော့ဒီနေ့မိသားရမဖွဲ့ရမယ့်သူရှိလားဒါမျိုးလူဘာမလုပ်အောင်လဲမိသားရမဖွဲ့နဲ့ဖယားကိုပြန်ပြီးတော့မှထိခိုက်အောင်ဖယားကိုပြန်ပြီးတော့မှဟာလားစော့ကားမဲ့မိကွန်းမျိုးဒါမျိုးထောင်ချောက်လုပ်တတ်တဲ့စာရမဏကဒါမျိုးတွေးမိရင်မြန်ကိုဖျားခင်ရှိမှအနံပြီးတော့ဆူတောင်းဖျားခင်ကျွန်တော်မဟုတ်တဲ့မေကွန်းဖျားကိုမယုံရမဲ့မေကွန်းဖျားပေါ်မှာတန်တရားပေါ်စီတဲ့မေကွန်းတွေကျွန်တော်ခေါင်းထဲမှာရှိနေပြီဖျားခင်ဒါကိုတော့မကြိုက်ဘူးကျွန်တော်တောင်းမှန်နေမြန်အနံဟုတ်လားမဟုတ်လားအေးဒီနေ့ခရိယန်တွေကိုယ်တိုင်ကျမ်းစာကျောင်းတွေမှာကိုယ်တိုင်ရှိနေလားရှိတယ်ကျမ်းစာကျောင်းတွေမှာဝါရှိတယ်ကြည့်ဒါကြောင့်ကျမ်းစာကျောင်းတက်ရင်လေရွေးတက်ကားတိုင်းပုံမြင်တိုင်းဝင်မသွားနဲ့ဘာကားတိုင်းလဲလေးလာအောင်ယေရှုထမ်းတဲ့ကားတိုင်းလားလူဆိုးထမ်းတဲ့ကားတိုင်းလားလွယ်ဘူးဟုတ်လားဒါကြောင့်ဒီနေ့ကျွန်တော်အားပေးခြင်းနဲ့ယုံကြည်သူရဲ့အသက်တာကြာစင်တက်လားဒါကြောင့်ဘာလို့လဲမိသားဟာရလုံးမဖွဲ့ရမယ့်သူရောရှိလားသွားဖွဲ့မိကိုပါဖြစ်သွားမလဲပို့ဆိုးသွားလိမ့်မယ်ဟုတ်လားမဟုတ်လားဒါပေမဲ့ဓမ္မရှိတဲ့ညီကိုမောင်နှမတွေကဖယားကိုဦးစားပေးဖယားကိုဆက်ကတ်တဲ့ယုံကြည်သူများဆိုရင်ကြာစင်တော်လည်းပဲအချင်းပါရှိရမလဲအဲ့ဒီမိသားဟာရကအကျိုးရှိလားဧဒရာကမော်ရဂဲနဲ့မိသားရဖွဲ့တော့အကျိုးရှိလားဒါဝိဒ်ကအဘိဂေလနဲ့မိသားဖွဲ့တော့အကျိုးရှိလားဝိညာဉ်ပိုင်းဆရာအတွက်အကျိုးရှိလားဒါကြောင့်မလို့တယောက်နဲ့တယောက်ဘာဖွဲ့ဖို့လို့လဲမိသားဟာရဖွဲ့ပါမိသားရဖွဲ့ပါဒါကြောင့်အယောက်တိုင်းရဲ့တက်တာထဲမှာဒီနေ့ဝင်ငှတယ်မိသားရဖွဲ့ဖို့အတွက်အင်မတန်အရေးကြီးတယ်ဟလားအဲ့တော့မိသားရအတွက်ငွေကုန်ခံရမယ်အချိန်အကုန်ခံရမယ်မိသားဖွဲ့တယ်ဆိုအချိန်ကုန်တယ်လေအချိန်ကုန်ငွေကုန်မဟုတ်လားဖိုးခပေးအဲ့ဒီမိသားဟာရရဲ့ကောင်းကြီးကကြီးတယ်မိသားရမဖွဲ့ရင်ဟိုမှာအကုန်သေလိုက်သေတဲ့အထက်မှာဧတတာရောသေမလားသေမယူဒအမျိုးသက်ဆိုသူလဲနန်းတော်မှာနေပေမဲ့သူလဲယူဒသူပါသေမမိသားဖွဲ့လိုက်တော့သူပါလွတ်သွားတယ်နာမည်ကောင်းပါရသွားတယ်ဒါဝိဒ်အဘိဂေလနဲ့မိသားဖွဲ့လိုက်မဖွဲ့ရင်သူအပြစ်လုံးမိမလားလုံးမိမှာအကြီးလုံးမိမှာအဲ့ဒါ तू ပြန်ရိပ်ရမှာမဟုတ်လားမိသားဖွဲ့လိုက်တော့အဲ့ဒီအပြစ်ကတွေမလုံးမိတော့ဟုတ်လားဒါကြောင့်အခုဓမ္မရှိတဲ့ညီကိုမောင်နှမမိသားရဖွဲ့ပါကျမ်းစာသင်တန်းရှိမှမဟုတ်ဘူးအမြဲတမ်းယုံကြည်သူတွေကတယောက်ပါရှိနေရမလဲမိသားရရှိဖို့အင်မတန်
ရေးကြီးတယ်ဆူတောင်းမယ်ဆူတောင်းချက်ပြောမယ်မိတ္တာယဖွဲ့ဖို့တော်တော်အားနည်းတဲ့လူနော်မိတ္တာယဖွဲ့ဖို့တော်တော်အားနည်းတဲ့မော်တော်ကားစီဖို့တွက်တိုက်ဆိုင်ခွင့်လို့နော်အချိန်တွက်ပင်မနဲ့ဟုတ်လားအဲ့ဒီကိစ္စတွေအာမနေနဲ့ဖို့ခပေးငွေကုန်ခံစီကုန်ခံချိန်ကုန်ခံမဟုတ်လားအမမိတ္တာယဖွဲ့အဲ့ပေါ်မှာဘုရားသခင်ကတင့်ကိုမဆာတဲ့အရာတသက်ရှိတယ်ဒါကြောင့်အခုချိန်မှာကိုယ်တိုင်မိတ္တာယဖွဲ့ဖို့တကယ်အားနေတယ်ဆိုတဲ့သူတွေရှိရင်ဘုရားကိုစက္ကပ်တင့်ကိုဘုရားသခင်မဆာလိုက်မယ်အဲ့ကြရင်တင်ကမိတ္တာယအတွက်ဖို့ခပေးလာလိမ့်မယ်မိတ္တာယနဲ့ပတ်သက်တဲ့ကောင်းကြီးရှိလာလိမ့်မယ်အာမင်စာတန်ကလည်းသိတယ်မိတ္တာယဖွဲ့လို့မရအောင်ဘုရားเจ้าတွေကိုဘာလုပ်တာလဲသိလားဆရာတွေကိုလေတတိုင်းခတ်ခိုင်းတယ်အုတ်တတိုင်းသွားရအောင်နော်ဟိုဖွဲ့ငါတို့မတူမသွားရအောင်သွားရင်စိတ်ဆိုးမှာသွားဖျားလို့တော့လားမဟုတ်ဘူးအားလုံးကညီကိုတွေပဲလေဘာမသွားဘူးလေအားလုံးညီကိုပဲဟုတ်လားမဟုတ်လားမိတ္တာဖွဲ့လိုက်တော့ကောင်းကြီးတောင်ရှိသွားတယ်အဲ့တော့စာရမဏေကလည်းသုံးလားအေးမသွားဘူးတချို့ကျတော့မသွားအောင်မလုပ်လိုက်လေဗမာပြည်သားအကျင့်ပြောပြမယ်ကဘာမှာဗမာပြည်သားတွေရဲ့အကျင့်သူတို့အကြံအဲ့ဒါပဲဒီတက်ပုံမကြံတတ်ဘူးဒီအဖွဲ့တွေဟိုမှာသင်တန်းရှိတယ်ဟိုမှာလာတော့မယ်ဆရာတို့လာတော့မယ်ငါတို့လူတွေမသွားအောင်မလုပ်လိုက်သလားဒီမှာလဲသင်တန်းလုပ်လိုက်အဲ့ကိုလူတွေသွားလို့ဟိုမှာသင်တန်းရှိတယ်သွားတော့မယ်ဒုက္ခပါပဲလို့လို့ရမလဲငါတို့လူတွေတားလို့လည်းမရဘူးအဲ့ဒါနဲ့အကြော်ကြော်ရောက်နေဖရာเจ้าမှာအသားထုတ်ရောက်လိုက်အသားတွေခုတ်ပြီးတော့ဒုက္ခတွေကိုကူညီဖို့တခြားနေ့ရောင်းပါလားတင်တန်းနဲ့ကွက်တိရောင်းတာဝန်ဘယ်သူ့ကိုပေးလဲတင်တန်းသိပ်သွားတာဟိုမိမဘိုးသီးကျော်2000ဘိုးကိုအောင်ရောင်းတာပဲသူ့တောင်မဟုတ်သူသွားမှာဟိုတယောက်ရမ်းသွားတယ်အမဲသားချက်ရောက်2000ဘူးဒါပဲအဲ့ဒါနိုင်ငံခြားမှာလေဗမာပြည်သားတွေရဲ့အကြံဉာဏ်အဲ့ဒါအကုန်ပဲအခုတို့နီးတစ်မထွင်သေးဘူးဒါကြီးပဲဂျပန်ရောက်အမေရိကရောက်ယူရိုပရောက်ဒါပဲတို့တင်တန်းလောက်ပြီးဆိုအဲ့ဒါကြော်ပြီးတို့ဖယားเจ้าတက်ရင်နဲ့ကျမ်းစာတော့နှုတ်ကပတ်တော်တော့မသိဘူးဒါမဲ့ဟင်းချက်နေသိသွားတာအဲ့ဒါပြဿနာဆိုတော့ကိုလည်းစဉ်းစားဘသူဘာပြောနှုတ်ကပတ်တော်ကပြောတယ်မိစ္ဆာယတယောက်နဲ့တယောက်ဂိုင်းမတူရင်ဖွဲ့လို့ရလားရတာပေါ့ဘာဂိုင်းဆိုတော့ခောက်တာဘာဂိုင်းလဲအားလုံးလူလောက်တာလားဖះလောက်တာလားဂိုင်းနေဟမ်ခွန်အားရပြီလားဆိုတော့7 နာရီထိသင်ပြမှာနော်ဂိုင်းနေလူလောက်လားဖះလောက်လားအားလုံးအဲ့နာမည်လူလောက်တာတခါတည်းအပြက်ပြောမယ်အဲ့ဒါဖះပေးတာမဟုတ်အားလုံးလူပေးထားတဲ့နာမည်စဉ်းစားကြည့်လူလောက်တာဂိုင်းကယုံကြည်သူမိတ္တဟာယဖះလောက်တာကျမ်းစာမှာဟုတ်တာဖះလောက်တာခမဲတော်နဲ့သားတော်တူလားခမဲတော်နဲ့သားတော်ကလေတယောက်ထဲလားတက်လားဟမ်ဘာအရင်ရှင်းပြမယ်ဓမ္မကြည့်ယေရှုနှစ်ချင်းခံရောအပေါ်ကဘာတန်ထွက်လဲဤသူကငါနဲ့တဲ့မြင်တော့ငါကြီးရေရလားအပေါ်ကလားအပေါ်ကနော်ယေရှုဗမာရေထဲမှာအဲ့အတန်ဘသူတန်ခမဲတော်အတန်ပြောဘသူတန်ခမဲတော်ဗမာဟမ်ပေါ်မှာသားတော်ကအောက်မှာဟုတ်လားတန်ရှင်တော်ဝိညာဉ်တော်ကဘယ်လိုဆင်းလာလဲဂျိုးငဲ့ကဲ့သို့ဆင်းလာတယ်ဟုတ်ပြီလားဒါဆိုမေးမယ်တပါးလား3ပါးလားပြော3ပါးကပေါင်းလိုက်ရင်တပါးလားပေါင်းမပေါင်း3ပါးလား
မ်ပြောပေါင်းပေါင်းဘယ်နှပါလဲ3ပါမဟုတ်လားမဟုတ်လား3ပါတစီမဟုတ်လားကားလိုက်မှလာတည်တာဘာလို့လဲစေလွတ်တာဘာလို့လဲခမဲတော့တန်းကျန်းစာဖတ်ရင်နားလေအောင်အဓိပ္ပာယ်ဖော်ပြတာဘာလို့လဲရှင်းအောင်ပြောဟုတ်ပြီလားဓမ္မကြီးစေလွတ်တာဘာလို့လဲအသေးခန္ဓာတားတော့ဟုတ်ပြီလားကျမ်းစာဖတ်ရင်အနတ္တိပဲနားလျောင်ဖော်ပြတာဘယ်နှပါ3ပါယေရှုဆုတောင်းခမဲတော်ရဲ့လက်ရဘက်မှာငါတို့အဖို့ဆုတောင်းတော်သူကယေရှုပေတည်ယောမ 8:34 မှာခမဲတော်ရဲ့လက်ရဘက်ကနေဆုတောင်းတယ်ဟုတ်လားအဲ့ဒီမှာတတ်စီမဟုတ်လားအဲ့ဒီ3ပါဟာအလုံးလုံးတဲ့အခါမှာတတ်စီလုံးခမဲတော်လာမသေးဘူးဝိညာဉ်တော်လည်းမသေးဘူးသားတော်ပဲသေးရတာဟုတ်လားခမဲတော်ကစွန့်တာသားတော်ကိုစွန့်တာလောကီသားကိုချစ်လို့စွန့်တာဟုတ်လားဒါတွေကိုနားလေအောင်တန်ရှင်တော်ဝိညာဉ်တော်ကဘာလုပ်လဲဖော်ပြတာဟုတ်ပြီလားကဲ3ပါးကတပါးစီအလုံးလုံးကြတယ်ဒါပေမဲ့အဲ့ဒီ3ပါးစလုံးဟာတစ်လုံးတော့ရတယ်ဟုတ်လားညီညွတ်လား3ပါးမိသားရရှိလားစိတ်ကောက်လို့မစကားမပြောဝိညာဉ်တော်သိလားခမဲတော်လေးရက်ဆက်တယ်သားတော်နဲ့ဝိညာဉ်တော်ပေါင်းပြီးခမဲတော်တော်လိုင်းရင်ပြန်လုပ်တာရှိလားရှိဘူး3ပါးတတ်စီဖတ်ကြည့်ဒါပေမဲ့လေ3ပါးဟာတစ်လုံးတော့ရတယ်ဟုတ်လားဒါဆိုမိသားရရှိလားဒါပဲလေအဲ့ဒီဘုရားတွေကမိသားရရှိတယ်နော်သူတို့ကကျွန်တော်တို့တတ်သိပြကြတယ်ကြည်မိသားရရှိတယ်မဟုတ်လားဒါဆိုချင်းကျွန်တော်ဘာရှိရမလဲဂိုင်းမတူရင်လူမျိုးမတူရင်အဖွဲ့မတူရင်ရှိရမလားရှိရမှာပေါ့ဘာလို့မရှိရမှာလဲအရင်ကပါလေးအယောင်မတူတာနဲ့ပဲဂိုင်းမတူတာနဲ့ပဲတော်သေးတယ်အုံတော်ကသေးလေးစကားပြောကြီးစဉ်းစားကြည့်အောင်တို့အလုံးညီကိုတွေလေဟုတ်လားမဟုတ်လားဖယားတွေတောင်မှမိသားရရှိတယ်ဘာတွေမို့လို့လဲတယောက်နဲ့တယောက်ကြီးကျယ်နေတာတိုက်ဆိုင်ခွက်လို့ဟုတ်လားစဉ်းစားကြည့်လေတို့ယုံကြည်သူတွေကမိသားရှိဖို့မလိုဘူးလားအဲ့ဒီမိသားရကိုဖယားကောင်းကြီးမပေးဘူးလားအဲ့ဒီဖယားတွေကိုယ်နဲ့မိသားရဖွဲ့ပြတယ်ဖွဲ့တယ်မိသားရမဟုတ်လားစဉ်းစားကြည့်ခမဲတော်လည်းတစ်ခုခုအလုံးလုံးမဆိုသားတော်ကိုပြောတယ်ဝိညာဉ်တော်ကိုပြောတယ်လာသွားရအောင်ဒါလုပ်ရအောင်ကြည့်နော်ယေရှုကလည်းတစ်ခုဆိုဆုတောင်းတယ်တန်ရှင်တော်ဝိညာဉ်တော်ကလည်းဖော်ပြတယ်ဟုတ်တယ်မလားကောင်းကင်ဘုံမှာလည်းတစ်လုံးတော်ရတယ်ရှိတယ်စဉ်းစားကြည့်ဒီနေ့ကျွန်တော်တို့တကွဲတပြားရံပြည့်မတဲစဉ်းစားနော်ဒါဘုရားခင်လှုပ်ထားတာဒီလိုကွဲပြားတာဘုရားခင်လှုပ်ထားတာမဟုတ်ဘူးဒါကြောင့်ဓမ္မကျွန်တော်ပြောမယ်တင့်ကိုကျွန်တော်ကလက်ခံတဲ့အခါမှာဟိုဂိုင်းဒီဂိုင်းဆိုလက်မခံဘူးခါတဲ့ပြက်ပြောတာဖယားသခင်လူလို့ပဲကျွန်တော်မြင်တယ်အာမင်တင်နဲ့ကျွန်တော်စက်ကြားမှာဂိုင်းလားဖယားသခင်လူလားဖယားသခင်လူလို့ပဲမြင်ပြီးဆက်ဆံတယ်ဘယ်ယုံကြည်သူဖြစ်ဖြစ်ခရစ်တော်ကိုလက်ခံရင်ငါနဲ့ညီကိုပဲဒါပဲဒီဘုရားကျောင်းတစ်ကျောင်းထဲမှာတူတူတက်တဲ့အတွက်ညီကိုအရင်ဟိုဘက်ဘုရားကျောင်းနဲ့တက်တော့ဝမ်းကွဲဒါမျိုးလာမလုံးနဲ့တဘောပေါက်လားဒါမျိုးဘုရားခင်စီကလာတာမဟုတ်တို့အားလုံးတဖအေးတဲ့စီကဆင်းလာတာယေရှုကငါတို့အဖပဲပြီးသွားပြီမဟုတ်လားအဲ့ဒါဘုရားခင်စီကလာတာအခုတော့ဒီမှာတက်ရင်အခွင့်အရေးတစ်မျိုးပေးမယ်ဧည့်သည်လူလာပါရင်တော့အခွင့်အရေးမတူနော်ကြိုက်တာရွေးဘယ်ဘုရားကိုးကွယ်တာလဲမေးလိုက်ချင်ကွဲပြတဲ့ဘုရားကိုးကွယ်တာလားအခွင့်အရေးခွဲခြားတဲ့ဘုရားကိုကိုးကွယ်တာလားတူတူပဲတဘုရားတွေကိုးကွယ်တာတို့ယုံကြည်သူတွေပဲဘာမှကွဲပြားစရာအကြောင်းမရှိဘူးမြေကြီးနားမှာကျွန်တော်စီမှာတက်သေသွားအတုပချပေးမယ်တခြားမှာသွားတက်သေသွားဖုံးဆက်အတုပချပေးမယ်ဗုဒ္ဓဘာသာသေမလားအစင်ပြေရင်တကြို့မပြေရင်ဖုံးဆက်
atu ba cha be me ba ma khat bu pyo chin ne dai bya phaya thakhin a ma khwe phya bu da phaya thakhin lo ro be do si lo ne lo ya ma ma hou la di maitha ha ya ko Satan ကြောက်တယ်ဒါကြောင့်အဲ့မိတ္တာဟာကိုနီလအမျိုးမျိုးနဲ့ခွဲတာအဲ့ဒါနားလည်ဖို့လိုတယ်အာမင်ဒါဒီနေ့ယုံကြည်သူတွေတယောက်နဲ့တယောက်မိတ္တာဟာကိုစာတန်ဘလို့ခွဲလဲအဲ့ဒါနားလည်အဲ့ထဲမှာမပါနဲ့လွတ်လက်နှလုံးသားကြည်ခြင်းနဲ့မိတ္တာဟာဘာလို့ရမလဲဖွဲ့ရမယ်ဟုတ်လားမဟုတ်လားဒါဖျားလို့တော့ဖြစ်တယ်အဲ့တော့မိတ္တာဟာဖွဲ့ဖို့အားနေတဲ့သူတွေအေးငါလေးမိတ္တာမဖွဲ့တာကြာပြီဆရာကြီးဆရာလာမပဲကျွန်တော်တို့လည်းဒီမှာဆုံးချတယ်ဆရာမလာမတွေ့ကြတော့တိုက်ဆိုင်ကိုခွန်းလို့အဲ့လိုဖြစ်ရမလားယုံကြည်သူတွေကမိတ္တာဟာရှိနေရမယ်အဲ့တော့ကိုယ်တိုင်မိတ္တာဟာနဲ့ပတ်သက်လို့အားနေရင်အခုဆုတောင်းပြီးဆုံးသက်မယ်ရှိတဲ့ထဲကကိုတကယ်စက်ကပ်ပါဖျားသိငကိုမဆမှာပါမဆမှာအော်ငါမိတ္တာရအရန်အားနေတယ်ဆိုရင်ရှိတဲ့နေရာကနေသင်ဒီရှေ့ကိုထွက်လာခဲ့ကြံတဲ့လူကအနောက်မှာမတည့်ရဲ့ဆူတောင်းမယ်10မိနစ်ချိန်ပေးမယ်ဟုတ်တယ်ငါမိတ္တာရအရန်အားနေတာပဲအားနေတယ်ကွာကျမကြီးကြောင့်စီးပွားရေးကြောင့်ငွေရေးကြီးကြောင့်အကြောင်းမျိုးကြောင့်ဆရာကြောင့်အသင်းတော်ကြောင့်ဂိုင်းကြောင့်မိတ္တာရဖွဲ့ဖို့လေငါအားနေတယ်ယုံကြည်သူတွေနဲ့တိတ်မတွေ့ငါဒီနေ့သဘောပေါက်ပြီးမိတ္တာရဖွဲ့ရမယ်သင်ဘလောက်သဘောပေါက်သင်လှုပ်လို့မရဘူးဘုရားသခင်လှုပ်ပေးမှရတာအဲ့တော့သင်ကဝန်ခံဖို့ပဲရှိတယ်ငါအားနေတယ်ဝန်ခံလိုက်ဘုရားသခင်လှုပ်ပေးပါပြောဘုရားသခင်သင်ကိုလှုပ်ပေးလိမ့်မယ်တကယ်မိတ္တာရနဲ့ပတ်သက်ပြီးအားနေတဲ့သူရှိရင်ရှေ့ကိုထွက်ခဲ့သင်ကိုဆူတောင်းပေးမယ်ကျန်တဲ့လူကမတည့်ရဘုရားကိုစက္ကပ်မိတ္တာရအတွက်တကယ်ငါအားနေတဲ့ဆိုတဲ့သူများရှိရင်ရှေ့ကိုထွက်လာပါသင်တကယ်စက္ကပ်ပါသင်ကိုဘုရားခင်အံ့ဩပွဲမဆမယ်သင်ဝန်မခံရင်ဘုရားမလုပ်ဘူးဝန်ခံတဲ့သူကိုလုပ်ပေးမယ်ပိုလ်ချုပ်နေမှသွားရေသွားချိုးနေနူနာပြောက်မယ်ဘာညာနဲ့ကြီးကျယ်တယ်မချိုးမပြောက်ဘူးပေါ့ဒါပဲဝန်ခံလိုက်တယ်ဟုတ်တယ်ရေချိုးတာနဲ့နူနာပြောက်တာဘာဆိုင်တော့အေးပြောနေဝန်ခံဆိုင်တာမဆိုင်တာပြီးရင်သိလိမ့်မယ်နောက်ဆုံးဗိုလ်ချုပ်နေမှဘာလုပ်လဲဝန်ခံလိုက်တယ်တကယ်နူနာပြောက်သွားတယ်တကယ်ဝန်ခံမှာတန်ရှင်တော်ဝိညာဉ်တော်အလုပ်လုပ်မယ်သင်ဝန်မခံဘဲနဲ့သင်စီမှာမလုပ်ဘူးဒါကြောင့်ငါကိုယ်တိုင်မိတ္တာရအားနေတယ်ဆိုတဲ့သူရှေ့ကိုထွက်ခဲ့သင်ဝန်ခံပါဘုရားခင်ရှေ့မှာသင်အတွက်ဆုတောင်းပေးမယ်ဟာလေလုယာတန်ရှင်တော်ဝိညာဉ်တော်ဘုရားကိုတော်မဆပါဒီနေ့ရောက်တိုင်းရဲ့အသက်တာတည်တည်ကိုစက္ကပ်ပါတယ်တယောက်ချင်းစီတိုင်းကိုဘုရားခင်ကျေးဇူးပြုပါတကိုးနဲ့မဆပါပဲ့ပြင်ပါဒီနေ့မိတ္တာရဖွဲ့ခြင်းအရေးကြီးတယ်ဆိုတဲ့နှုတ်ကပတ်တော်နဲ့ယေရှုတင်တယ်တယောက်ချင်းစီတိုင်းဟာနှုတ်ကပတ်တော်နဲ့ပတ်သက်လာရင်ပြက်သားမိတ္တာရဖွဲ့တတ်တဲ့သူတွေဖြစ်ပါစေဖခင်သခင်ဝိညာဉ်ရေးရာကြာဆင်းတတ်ပါတယ်ကျွန်တော်တို့ဝိညာဉ်ပိုင်းဆိုင်ရာအားနည်းတတ်ပါတယ်ဒါဝိဒ်အားနည်းသလိုဧတဒအားနည်းသလိုအားနည်းတတ်တာကျွန်တော်တို့ပါအဖဖေဟာဒီနေ့မိတ္တာရဖွဲ့ခြင်းဟာအကျိုးကြီးတယ်ဆိုတာနှုတ်ကပတ်တော်ကသိရလို့ယေရှုတင်တယ်ဒါကြောင့်အဖတယောက်ချင်းစီတိုင်းပေါ်မှာကိုရောဝိညာဉ်တော်မဆပါစစ်မှန်စွာမိတ္တာရဖွဲ့တတ်တော်သူများဖြစ်စေပါလူမျိုးတွေတတိုင်းတွေအဖွဲ့အစည်းတွေခိုင်းကနတွေအိုးဖခင်သခင်မိတ္တာရဖွဲ့ခြင်းကိုစီးတားထားတဲ့အရာတွေအလုံးယေရှုနာမ၌ဖယ်ရှားပါတယ်တယောက်နဲ့တယောက်ခရစ်တော်ရဲ့မေတ္တာကိုရှေ့တန်းတင်ပြီးမိတ္တာရဖွဲ့တတ်တော်သူများဖြစ်ပါစေမိတ္တာရမဖွဲ့ရမယ့်သူများကိုလည်းနားလည်တတ်စေပါဖခင်အယောက်တိုင်းကိုတော်စကားပြောပါအရင်အသက်တာကိုယေရှုနာမနဲ့ကောင်းကြီးပေးပါ၏စစ်မှန်စွာဖခင်သခင်နဲ့မိတ္တာရဖွဲ့တယ်ုံသာမကဘူးယုံကြည်သူများနဲ့လည်းမိတ္တာရဖွဲ့တတ်ပါမိကြောင်းလက်တော်တဲ့အနှံပါ၏မိတ္တာရနဲ့ပတ်သက်ပြီးအချိန်ပေးငွေကုန်ခန်းအဖိုးခပေးပြီးမှမိတ္တာရကိုရွေးယူတတ်တော်သူများဖြစ်ပါစေလက်တော်ထဲမှာစက္ကပ်ပါတယ်ဖဒီနေ့နှုတ်ကိုတော့လာခံယူတဲ့သားသမီးအယောက်တိုင်းကိုယေရှုနာမနဲ့ကောင်းချီးပေးပါတယ်ဖခင်သခင်ဘုန်းတော်ထင်ရှားဖို့အကြောင်းဖြစ်စေပါအိမ်တော်တိုင်းကိုယေရှုနာမနဲ့ကောင်းချီးပေးပါတယ်
အောဘွဲကိုတော့လမ်းပြပါဖခင်ကကျေးဇူးပြုတော်မူပါတယောက်ချင်းစီတိုင်းရဲ့အိမ်တော်များကိုယေရှုနာမနဲ့ကောင်းချီးပေးတယ်မိသားစုတွေကိုယေရှုနာမနဲ့ကောင်းချီးပေးတယ်အသင်းတော်တီးတီးကိုယေရှုနာမနဲ့ကောင်းချီးပေးတယ် worship team ကိုလည်းယေရှုနာမနဲ့ကောင်းချီးပေးတယ် hallelujah လက်တော်ထဲမှာစက္ကန့်အနံပါတယ်ဖခင်ဘုန်းတော်ထင်ရှားတဲ့သူများဖြစ်ရပါမည်ကြောင်းလက်တော်ထဲမှာစက္ကန့်ပါတယ်လုံနေတဲ့လုပ်ငန်းများပေါ်မှာတန်ရှင်းသောဝိညာဉ်တော်ဘုရားကူမ၍ကျေးဇူးပြုတော်မူပါကြောင်းတက်နေတဲ့သူတွေဖခင်ကျေးဇူးပြုပါပညာရေးမှာထူးချွန်အောင်မြင်ဖို့မဆပါ။အိုးမြေတော်ရှင်ဘုရားတောက်စားမူရင်းနေတဲ့သူတွေအဲ့ဒီအထဲကလွတ်မြောက်လာပါမိကြောင်းတန်ရှင်းသောဝိညာဉ်တော်ဘုရားမဆတော်မူပါ။ဖခင်ကိုမတိတဝက်တိတဝက်သူတွေလုံလုံလျာလျာသိလာပါမိကြောင်းဆုတောင်းပါတယ်။ယေရှုပြုတော်မူပါ။အိုးဖခင်ကိုသိပြီးတော့မှဒူးဆိုင်ထဲမှာပျော်နေတဲ့သူတွေအဲ့ဒီထဲကလွတ်မြောက်လာပါမိကြောင်းတန်ရှင်းသောဝိညာဉ်တော်ဘုရားမဆတော်မူပါ။ဖခင်အသင်းတော်နေရာငါပြီးရှိခိုးနေတဲ့သူတွေကိုယ်ပိုင်အသင်းတော်နေရာရပါမိကြောင်းဆုတောင်းပါတယ်ကိုတော်မဆတော်မူပါဖယားသခင်ကိုတော်ကိုသိတဲ့ဉာဏ်အားနည်းနေတော်သူများကိုတော်ကိုသိကျွမ်းတဲ့ပညာနဲ့ဉာဏ်တိုးတက်လာပါမိကြောင်းဆုတောင်းပါတယ်လက်တော်ထဲမှာအနံပါ၏မိသားစုထဲမှာတယောက်နဲ့တယောက်မပြေလည်ဘူးအသင်းတော်ထဲမှာတယောက်နဲ့တယောက်မပြေလည်ဘူးအိမ်တော်ထဲမှာတယောက်နဲ့တယောက်မပြေလည်ဘူးအလုတ်ထဲမှာတယောက်နဲ့တယောက်မပြေလည်ဘူးကျောင်းမှာတယောက်နဲ့တယောက်မပြေလည်ဘူးမိသားဟာရတယောက်နဲ့တယောက်မဖွဲ့နိုင်တဲ့သူများအိုးဘုရားရှင်ဒီနေ့ဝင်ငါတဲ့နှုတ်ကပတ်တော်အဖြစ်တိဆောက်ခြင်းရှိပါစေလက်တော်ထဲမှာစက္ကပ်ပါ၏ထိုထဲကနေမိသားရဖွဲ့နိုင်တဲ့သားသမီးတွေဖြစ်လာပါစေယေရှုနာမနဲ့ကောင်းချီးပေးပါတယ်လက်တော်ထဲစက္ကပ်တယ်ဖကြီးသောအမှုကိုပြုတော်မူပါကျေးဇူးတော်ကိုချီးမွမ်းပါတယ်ယေရှုခရစ်နာမ၌ရိုသေစွာဆုတောင်း၍စက္ကပ်အနံပါတယ်ဖဗျာအာမင်အားလုံးဘုရားရှင်ကောင်းချီးပေးပါစေ